ဘုံပိုင်းရှာတို့တက်မယ်ဗျာဘုံပိုင်းမှာဘာအကြောင်းသင်မလဲဆိုရင်ဝီထိမုတ်စိတ်တွေအကြောင်းသင်ပါဗျာဝီထိမှာမပါတဲ့စိတ်အဲဒီဝီထိမုတ်စိတ်တွေကဘယ်စိတ်တွေတော့အောက်မှာကြည့်ပရိသန္တိကိစ္စဘဝင်ကိစ္စသုတိကိစ္စတို့ကိုဆောင်ရွက်ကြသောဥပိ္ခာတန္တိနာစိတ်နှစ်ပါးမာဝိပဿိ8ပါးမေဂုဝိပဿိ9ပါးအဲဒီ19ပါးအကြောင်းကိုဒီအပိုင်းမှာသင်ရလိမ့်မယ်အဲ့တော့ဒီစိတ်19ပါးဟာပရိသန္တိကိစ္စဆောင်ရွက်တယ်ဆိုတော့32ပုံမှာတရဝါဒီပရိသန္တိဖြစ်နေတဲ့အကြောင်းပါလာမှာပေါ့ဗျာအဲ့တော့ဘုံဒီမှာပရိသန္တိသွားဖြစ်တာပြောတော့ဘုံဒီလည်းပါလာလို့ဒီအပိုင်းကိုဘုံပိုင်းလို့လည်းခေါ်ပါတယ်အဲ့တော့ဒီအကြောင်းမှာဆရာတို့သင်ရတဲ့အကြောင်းကိုအောက်ကခေါင်းစဉ်လေးပေးထားတယ်စုက္ကလေးလီတဲ့စုက္ကဆိုတာ၄ခုအစု၄မျိုးပေါ့ဗျာအဲ့ဒါတွေကဘာတွေလဲဆိုတော့တစ်အောက်ကအောက်ဆုံးစာကြောင်းမှာဘူမိစုက္ကဘုံ၄မျိုးနှစ်ပရိသန္တိစုက္ကပရိသန္တိ၄မျိုးကာမစုက္ကကံ၄မျိုးမရဏုပ္ပတိစုက္ကသိခြင်းအကြောင်း၄မျိုးတို့ဖြစ်ပါတယ်ကဲဘုံ၄မျိုးအကြောင်းဆရာတို့ကပြောရအောင်တရဝါတို့ဖြစ်ရာတီမီယာလှဲ့လေကျက်စားရာနေရာဌာနကိုဘုံလို့ခေါ်လိုက်ရတယ်ဗျာကဲဘုံ၄မျိုးကဘာတွေတို့အပေဘုံတဲ့နော်အပါယကိုမြန်မာကအပေလို့ခေါ်လိုက်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဒါမရတဲ့ခွင့်မရတဲ့ဘုံပဲအဲ့ဒါကိုပဲကာမဒုက္ခတိဘုံလို့လည်းခေါ်တယ်ကာမဂုဏ်ခံစားတဲ့ဒုက္ခတိဆင်းရဲတဲ့ဘုံဗျာအဲ့တော့ဘယ်ဘုံတွေကိုပြောတာလဲငရေတိရစ္ဆာန်ပြိဋ္ဌာအတုရကေဆိုတဲ့၄ဘုံကိုပြောပါတယ်နှစ်ကကာမသုက္ကတိဘုံကာမဂုဏ်ခံစားပြီးတော့ချမ်းသာတဲ့ဘုံတော့ဗျာသုက္ကတိအဲ့ဒါလူပြည်နဲ့နတ်ပြည်6ထပ်ပေါင်းလိုက်9ဘုံဒီ9ဘုံကပေါ်ကအပေ၄ဘုံနဲ့ပေါင်းရင်17ဘုံတော့အဲ့ဒါပေါင်းခေါ်ရင်ကာမ17ဘုံဇာတို့ခေါ်တယ်ကာမဘုံတော့ဗျာခုကာမဘုံကိုပဲနှစ်ပိုင်းပိုင်းလိုက်တဲ့သဘောဖြစ်သွားလို့ဒီမှာဘုံ၄မျိုးဖြစ်သွားတာပါသို့မဟုတ်ဘုံ3ပါးလို့ဇာတို့ခေါ်မှာပေါ့ကဲရူပဘုံကတော့ရူပဗျမ္မာရဲ့16ဘုံဖြစ်ပါတယ်အရူပဘုံကတော့အရူပဗျမ္မာရဲ့4ဘုံဖြစ်ပါတယ်အလုံးဗျမ္မာဘုံကဘယ်နှဘုံရှိ20အပေါ်ကကာမက17ဘုံပေါင်းလိုက်ရင်32ဘုံတော့ကဲဘုံများရဲ့တည်နေရာအောက်ကကောင်းစဉ်ကြည့်လူဘုံတိရစ္ဆာန်ဘုံပြိဋ္ဌာဘုံနှင့်အတုရကေဘုံတို့သည်ကဘာမြေပြင်ပေါ်၌တည်ရှိကြ၏ဘုံတီးခြားစီမရှိဘူးခန္ဓာတို့ရဲ့ဖြစ်ခြင်းကိုပဲဘုံတို့မှတ်ရတယ်ဟောဒီမှာဆရာတို့ဘုံစရာနော်ဆရာတို့ထောင်ပေးထားတယ်ဒီ32ဘုံကိုနည်းနည်းမျက်စိထဲမြင်သွားအောင်ပေါ့ကဘာမြေပြင်ကဒီနေရာဖြစ်ပါတယ်ဒီကဘာမြေပြင်မှာတိရစ္ဆာန်ပြိဋ္ဌာလူဘုံအတူတကယ်ရှိပြီးတော့ငရေဘုံတွေကတော့ကဘာမြေပြင်အောက်မှာရှိပါအဲ့တော့ဒီမှာအဘိဓမ္မာသင်္ကြန်မှာပြောတဲ့အတိုင်းဆိုရင်ဒီဘုံတစ်ဘုံတစ်ဘုံရဲ့အကွာအဝေးကိုလေဒီမှာယူဇနာ15000စီကွာတယ်တဲ့ဒီကဘာမြေပြင်အောက်ယူဇနာ15000မှာတိမ်စိုးငရေနောက်ယူဇနာ15000မှာကာလတုတ်ငရေအဲ့ဒီအတိုင်းပဲသံဃာတငရေရောဓုဝငရေမဟာရောဓုဝငရေတာပနငရေမဟာတာပနငရေအဝီစီငရေကြီးက8ထပ်တယ်ဗျဒီငရေကြီးတွေကဆရာတို့ယရဏဘုံလေးကြီးတော်လိုပဲ4ထောက်ပုံရှိတယ်လို့ပဲသူတို့ယူဆ4မျက်နှာပေါ့ဗျအဲ့တော့ငရေကြီးတစ်ထပ်မှာ4မျက်နှာရှိတယ်အဲ့ဒီတစ်မျက်နှာမှာတဲ့နော်ငရေကြီးကအဲ့တော့အဲ့ဒီငရေငယ်တွေအခုသူပြောတာဥစ္စာဒငရေငယ်တွေတဲ့တစ်မျက်နှာမှာ4ဓာတ်ရှိတယ်4မျက်နှာနဲ့မြောက်ရင်16ဓာတ်ရှိတယ်ဒါငရေကြီးတစ်ထပ်မှာဆိုရင်ငရေငယ်16ဓာတ်ပေါ့ငရေကြီး7ထပ်နဲ့မြောက်လိုက်ရင်အဲ့ဒါငရေငယ်ဥဒ္ဒါရငရေငယ်128ထပ်ရှိတယ်အဲ့ဒီဥဒ္ဒါရငရေငယ်ကတမျက်နှာမှာ4ဓာတ်ဆိုတဲ့ဟာကဘယ်လိုငရေလဲဒီတမျက်နှာ4ဓာတ်ဆိုတဲ့ငရေတီဟာတဲ့ဘင်ဘုတ်ငရေမစင်ပင်ဘုတ်နေနဲ့ပဲပြည့်ပြီးတော့ငရေသားတွေအဲ့ဒီမှာကူးသန်းနေရတယ်ဗျာနော်ဒါပြီးတော့ကြာဘူးငရေဟောဒူးကောင်းတော့နော်ဒီကြာပူပူထဲမှာပြီးလွှားနေရတာပေါ့သိပ်ပူပြီးတော့မနေနိုင်တော့ပြီးလွှားနေပြီးတော့တခါလက်ပံတော်ငရေပူအားချင်းလို့သစ်ပင်တွေတွေ့လို့တက်ရင်အဲ့ဒီသစ်ပင်တွေဆူးတွေကတော့တက်ရင်အဲ့ဒါဆူးတာတခါတည်းသူတို့အောက်ကိုစိုက်ပြီးတော့သူတို့ရဲ့အသားရည်တွေဆုပ်ပြတ်ဆင်းရင်လည်းအပေါ်ကိုတက်ပြီးတော့တခါတည်းသူကအသားရည်တွေကိုဆုပ်ပြတ်အောင်လုပ်တာပြီးတော့ကျိန်ပိုက်ချောင်းငရေတဲ့အဲ့ဒါချောင်းမြင်တော့သွားပြီးတော့မခုန်ဆင်းနဲ့ချောင်းကလည်းတကယ်တန်ကြီးဘူးတွေတူးနေတာပဲအဲ့ဒီကကျိန်ပင်တွေကလည်းတငယ်သားတွေကိုလိုက်ပြီးတော့ရိုက်တယ်ဗျာအမှန်တန်ဆင်းရဲတဲ့ပုံလေးပါအဲ့တော့ငရေဘုံ
နော်ငရဲပုံတွေကတပုံကိုခုနပြောတဲ့အတိုင်း15000ဆိုတော့ကယူဇနာ15000ဆိုတော့ငရဲကြီး8ထပ်ဆိုရင်8နဲ့မြောက်ရင်ဘယ်လောက်ရ32000ကြာအဲ့ဒါပန္တုပထဝီမြေကြီးအလွှာကဒါမြေသားအလွှာပေါ့ဗျာယူဇနာ32000ရှိသီလာပထဝီကြောက်သားအလွှာကလည်းယူဇနာ32000နှစ်ရပ်ပေါင်းတော့ရေဓုယူဇနာ24000ရှိတယ်အဲ့ဒါကိုရေဓုယူဇနာ48000ကမှတ်ထားတယ်အဲ့ဒါကိုလေဓုယူဇနာ96000ကတခါမှတ်ထားပြန်တယ်အဲ့ဒီအောက်မှာအနန္တအာဂါသရှိတယ်ဒါကသင်္ကြန်မှာလာတဲ့အတိုင်းသင်္ကြန်ကျမ်းကိုဘယ်သူကရေးတယ်လဲဆိုတော့ကအရှင်နုရုဒ္ဓမထေရဗျဒါဘုရားပြိဋိနိဗ္ဗာန်စံပြီးလို့နှစ်900 1000လောက်ရောက်တော့မှသူကရေးတာပါအဲ့တော့ရေးတဲ့အခါသူကနေပြီးတော့ကအဘိဓမ္မာ9ကျမ်းရှိတာအဘိဓမ္မာ9ကျမ်းကအစီနှစ်တွေထုတ်ပြီးတော့အခုလိုဆရာတို့စိတ်ပိုင်းစေတသိက်ပိုင်းနော်အခုဆိုရင်လည်းဆရာတို့ကဘုံပိုင်းစသည်ဖြင့်ဒီလိုသတ်မှတ်ပြီးတော့ဆရာတို့အတွက်လိလာရတာသိကောင်းသွားအဲ့တော့အဲ့ဒါပြုစုတဲ့အခါမှာဒါကိုရေးတာကတော့ဆရာတို့ယူဆတာတချို့ကဘာဥကျမ်းတွေရှိတာဟုတ်ဗျကဘာဥကျမ်းမှာအဲ့ဒါတွေရေးထားတာကိုသူကအဲ့ဒါလေးကိုတွားပြီးတော့ယူလိုက်တဲ့သဘောပဲဒါလေးထည့်ပြီးရင်ပို့ပြီးတော့ခန့်ညားမယ်လို့ထင်ပါလိမ့်မှာပေါ့ဗျအမှားအဖြစ်ဒီတွေ့ရှိချက်တွေကတော့နော်ဒီဆရာတို့ကသိပ္ပံပညာနဲ့တော့ဒါကမကိုက်အဲ့တော့ကဘာမြေကြီးကယူဇနာ24000လို့ပြောသွားတော့တယူဇနာပြန်မျှ10မိုင်ရှိတယ်ဗျ10မိုင်ကနေ12မိုင်ဆိုတော့ပြန်မျှဆို10မိုင်လောက်ယူလို့ရတယ်ယူဇနာ24000ဆိုမိုင်ဘယ်လောက်လဲ2သန်း4သိန်းမဖြစ်သွားဘူးလားအဲ့ဒါအချင်းကဘယ်လောက်ပဲရှိတယ်မိုင်8000ပဲရှိတယ်မိုင်8000ရှိတော့အဝန်းမှာမိုင်2500ပေါ့ဗျာကဘာတစ်ပတ်ပိုက်ရင်မိုင်2500ဝေးပါအချင်းကမိုင်8000ပဲအဲ့ဒါတစ်ပတ်သွားမှမိုင်ပေါင်း2500ပဲဒါလို့ဆိုရင်ဘုန်းကမိုင်ပေါင်း2သန်း4သိန်းဆိုတာမမှားနေဘူးလားမှားနေတယ်ဒါမဟုတ်ဘူးသဘောကနော်ကဲပြီးတော့တခါပင်လေသမုဒ္ဒရာရဲ့အ내ကယူဇနာဒါရဲ့2ဆ4သိန်း8000လို့ပြောထားတယ်နော်တို့ကထင်းနေတာကတခါတည်းဒီသမုဒ္ဒရာသိမ့်နဲ့တဲ့ထင်းနေတယ်ဘယ်ဟုတ်သိပ္ပံကလက်တွေ့တိုင်းတာကိုဗျာအင်မနဲ့တဲ့ဆိုတဲ့နေရာ4မိုင်ကျော်ကျော်ပဲနဲ့တဲ့ဗျာနော်အဲ့တော့သိမ့်နေကလေးဗျာ4မိုင်ကျော်ကျော်ပဲနဲ့တာအဲ့တော့ပြီးတော့တခါလေဓုကလည်းယူဇနာ96000လည်းမဟုတ်ဘူးဒီလေဓုဆိုတာကမိုင်400လောက်ပဲထူတယ်ကဘာမကြီးရဲ့ဆွဲအားနဲ့ဒီလေကလေးရှိနေတာမိုင်400လောက်ပဲရှိအနန္တအာဂါသကတော့မှန်သည်အဲ့တော့ဒါအာဂါသကအဆုံးအစမရှိဘူးဆရာတို့သိပ္ပံကမြင်တယ်စัจ java လားအနန္တလို့ဘုရားဟောတာနဲ့သွားကြိုက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကနော်သူသိသမျှအားလုံးမဟောပါဘူးအဲ့တော့မြတ်စွာဘုရားကရင်းတိုက်တိုးတဲ့ရောက်တဲ့အခါရင်းတိုက်တိရွက်အနည်းငယ်လက်မှာဆုပ်ပြီးတော့ယဟန်တို့ငါသိပြီးတဲ့ဟောတဲ့တရားကဟောဒီလက်ထဲမှာဆုပ်ထားတဲ့တိရွက်ပမာဏလောက်ပဲရှိတယ်ငါသိပြီးတော့မဟောတဲ့တရားဟောဒီရင်းတိုက်တိုးထဲမှာရှိနေတဲ့တိရွက်နဲ့ညီမျှတယ်တလူပြောတာဖယားကနော်စကား6ခွန်းမှာ2ခွန်းပဲမပြောဘူးလားမှန်ကန်အကျိုးရှိတာပဲဟောတယ်အကျိုးမရှိမဟုတ်အဲ့တော့ဆရာတို့ကနော်ဒီကမြေဓုကဘလောက်ထူတယ်ရေဓုကဘလောက်ထူတယ်ပြောသွားတာကဆရာတို့မက်ဖူရဖို့အကြောင်းထောက်ပါဟုတ်ရဲ့လားမဟုတ်ရင်ဒါဘုရားမဟုတ်ဘူးဗျာဟုတ်လားဒါကိုအဓိကမဟုတ်အဲ့တော့ဒါကတော့ဆရာတို့ကတော့နော်တော့တင်းကြိုမှလာတယ်ဒါဘုဒ္ဓအနေနဲ့သိပါဒါတချို့ကဘာဦးကျမ်းမှာလည်းဒီတိုင်းရေးပါတယ်ဒါလည်းသိပေါ့ဗျာအမှန်သိပ္ပံကပြောတာလည်းကိုကသိပေါ့ကဲအဲ့တော့ဆရာတို့အပေါ်တက်ကြရအောင်နော်နတ်ဘုံတွေကကဘာမြေပြင်ရဲ့အပေါ်ဘက်မှာရှိတယ်သူ့မှာတဲ့ဘုံကြတော့နော်ဆရာတို့ကဒီမှာအကွာဝေးတခါပြထားပြန်တယ်ယူဇနာ42000ပေါ့အဲ့တော့ယူဇနာ42000ဆိုတဲ့ဟာကဆရာတို့ဒီပင်လေကြီးအ내ကကယူဇနာ48000လို့ဒီမှာပြောနေတာကိုမှာတော့မြင်းဘုတောင်ကအဲ့ဒီပင်လေကြီးအထက်ကိုသူကယူဇနာ8400ပေါ်တာကို8400ပေါ်တယ်ဆိုရင်တဝက်ပေါ့မြင်းဘုတောင်ရဲ့တဝက်မှာဒါယူဂန္တုတောင်ရှိတယ်တောင်စဉ်9ထပ်တယ်လို့ယံတယ်လို့ပြောတာကိုအဲ့တော့သုမာရိနတ်ဘုံကအဲ့ဒီယူဂန္တုတောင်ထိပ်မှာကောင်းကင်မှာပြန့်နှံ့ပြီးကြည်တယ်အဲ့တော့အောက်သုမာရိအောက်ဘုံကတော့ကဘာမြေပြင်ထိပြန့်နှံ့တယ်လို့ယူဆပါတယ်ဒါအောက်သုမာရိနတ်တွေကဆရာတို့ကဘာမြေပြင်မှာအထိကိုတော့ရှိပါတယ်တာဝရိန္ဒာနတ်တွေကြတော့အဲ့ဒီယူဇနာ8400ဖြစ်သွားပြီပေါ့မြင်းဘုတောင်ဒိတ်နဲ့အညီတည်ရှိတယ်လို့ခေါ်တယ်
နောက်ထပ်ယူဇနာ4200မှာယာမနတ်ပြည်ပြီးတော့တုတိတာနေမာနရတိပရနေမိတာဝတဝတိနတ်ပြည်6ထပ်လူဘုံနဲ့ပေါင်းရင်ဒါကာမသုဂတိ9ဘုံလို့ခေါ်ပါတယ်ပြီးတော့ဗြဟ္မာဘုံတွေကအဲ့ဒီနတ်ပြည်အထက်မှာတကားရှိသူတို့ကြတော့ပိုဝေးတယ်ယူဇနာ9သိန်း5ပေါင်း9သန်း5သိန်း8000ဝေးတယ်လို့သူတို့ပြောထားတယ်ဒီအထက်ဆုံးနတ်ပြည်အထက်ယူဇနာ9သန်းကျော်မှာပထမဇန်3ဘုံပရမဇန်3ဘုံကလည်းလူပြည်မှာပရမဇန်ရအောင်အထုတ်ထားတဲ့လူတွေနော်သိရင်ဒီပရမဇန်ဘုံမှာသွားပြီးတော့ဖြစ်ကြပါတယ်အဲ့ဒီမှာလေကိုရထားတဲ့ဇန်ကအမြတ်စားအကောင်းစားဆိုရင်မဟာဗျမသွားဖြစ်တယ်အလတ်စားဆိုရင်ဗြဟ္မပုရောဟိတာဖြစ်တယ်အနိစ္စဆိုရင်ဗြဟ္မပါရိသစ္စာသွားဖြစ်တယ်ပါရိသစ္စာဆိုပြိဿပေါ့လေမဟာဗျမရဲ့ပြိဿအရာတည်တယ်ပုရောဟိတာကပရောဟိတ်အရာတည်တယ်ဘယ်လိုယူဆလို့ရအဲ့တော့ပရမဇန်က30ရှိတဲ့သဘောပေါ့ဗျာဒါ3ဘုံလို့ခေါ်လိုက်အလားတူပဲဒုတိယဇန်3ဘုံကဘာတွေလဲပရိစ္ဆာဘာအပမနာဘာအာဘတ္တရာတတိယဇန်3ဘုံကပရိစ္ဆသုဘာအပမနာသုဘာသုဘကိဏ္ဏဇုဒ္ဓဇန်9ဘုံရှိတယ်အောက်2ဘုံကအတင်ညတနဲ့ဝေဟဖို့ပြီးတော့သုဒ္ဓဝါဒ5ဘုံသုဒ္ဓဝါဒ5ဘုံရဲ့နာမည်လည်းပြီးထားပါတယ်အဝိဟာအာတပ္ပသုဒ္ဓတာသုဒ္ဓတိအကနိဋ္ဌာပြီးတော့အရူပ4ဘုံကအရူပဇန်နာမည်အတိုင်းပဲခေါ်ပါတယ်အာဂါသနင်္စာယရဏဘုံဝိညာဏင်္စာယရဏဘုံအာကိဉ္စညာယရဏဘုံနေဝတင်ညာနာတင်ညာယရဏဘုံအဲ့ဒီအထက်ဆုံးဘုံကိုဘဝက်လို့ခေါ်လိုက်တယ်ဒါကြောင့်အထက်မှာဘဝက်အောက်မှာအဝီစီလို့တလို့ဆရာတို့မေတ္တာပို့တော့တလို့ပို့ကြပါအဲ့ဒီလူဘုံကနေဘဝက်ကိုတဲ့ယူဇနာ9ကလေးကျော်မြည်တယ်ကဲတော့ဒီဘုံ31ဘုံခုဆရာတို့ပြောပြီးတော့စာမျက်နှာ147ပေါ့ဗျစောစောကပုဂ္ဂိုလ်12ဦးကိုအဲ့ဒီဘုံဒီမှာနေရာချရအောင်ကြအပေလေးဘုံမှာဘယ်ပုဂ္ဂိုလ်ရှိမလဲဒုက္ခတိအာဟိပုဂ္ဂိုလ်တပါးပဲရှိလူဘုံစုမာတဲ့ဘုံ2ဘုံမှာဒုက္ခတိအာဟိပုဂ္ဂိုလ်ကျင်တဲ့ကြံတဲ့ပုဂ္ဂိုလ်7ပါးရတယ်အထက်နတ်ပြည်9ဓာတ်မှာဒုက္ခတိအာဟိမရှိဘူးသုဂတိအာဟိမရှိဘူးကြံတဲ့ပုဂ္ဂိုလ်10ပါးရှိတယ်အတင်ညတနဲ့သုဒ္ဓဝါဒ9ဘုံတို့မှကျွင်းသောရူပ10ဘုံတို့၌အရိယာပုဂ္ဂိုလ်10ပါးပုထုဇဉ်တိဟိတ်တပါးဆိုပြီးတော့ပုဂ္ဂိုလ်9ပါးရအဲ့တော့ဒီအရူပ16ဘုံရှိတဲ့အ ਨੇ ကစောစောကအတင်ညသဘုံဆိုတာကတင်ညာမရှိတဲ့ဘုံဆိုတော့အဲ့ဒါရုပ်ကြီးပဲရှိတဲ့ပြန်မှာပြီးတော့သုဒ္ဓဝါဒ5ဘုံဒီ6ဘုံကလွဲရင်ကျန်တဲ့10ဘုံတဲ့ခုနကအရိယာပုဂ္ဂိုလ်8ဦးစလုံးရှိနိုင်တယ်တိဟိတ်ပုထုဇဉ်လည်းရှိနိုင်တယ်တိဟိတ်ပုထုဇဉ်ကလူပြည်မှာဇံရအောင်အထုတ်ထားတဲ့ပုဂ္ဂိုလ်သိရင်ဒီမှာတိဟိတ်ပုထုဇဉ်နေနဲ့ရူပဘုံမှာသွားဖြစ်ပါကဲနောက်တခါနံပါတ်5အတင်ညသဘုံ၌တဲ့ဇီဝိတရုပ်ဖြစ်ပရိသနေသောသုဂတိအာဟိပုဂ္ဂိုလ်တပါးကိုသာရအပ်တယ်အတင်ညသပြမာတိရုပ်သာရှိပြီးနာမရှိဘူးဒါကြောင့်ရုပ်ကြီးပဲရှိတဲ့ဘုံလည်းရှိတယ်ဒါအတင်ညသဘုံနော်အဲ့တော့ရုပ်ကြီးပဲရှိတယ်နာမရှိဘူးဆိုရင်စိတ်မရှိဘူးပေါ့ဗျာစိတ်မရှိရင်စိတ်မှရှင်တဲ့ဟိတ်တော့ရှိပါမှာမရှိတဲ့အတွက်သူကအဟိပုဂ္ဂိုလ်လို့ခေါ်တာသုဂတိအာဟိပုဂ္ဂိုလ်ထဲမှာသူကပါသွားတယ်ဗျနံပါတ်6သုဒ္ဓဝါဒ9ဘုံတို့၌အနာဂါမိဖို့ပုဂ္ဂိုလ်အရထမဲ့ပုဂ္ဂိုလ်အရထဖို့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်3ပါးပဲရအပ်တယ်အဲ့တော့သုဒ္ဓဝါဒ9ဘုံသုဒ္ဓဆိုတာသစင်သောအာဝါဒဘုံဌာနအစစ်မြင့်တဲ့ဘုံပေါ့ဗျာပြီးကြဘုံပေါ့အဲ့တော့အနာဂံအ ਨੇ ဆုံးအစစ်အနာဂါမိဖို့ပုဂ္ဂိုလ်ကအနာဂံတွေလူပြည်ကအနာဂံတွေပြီးတော့အဲ့ဒီသုဒ္ဓဇံနဲ့ရထားရင်တို့သိရင်အဲ့ဒီသုဒ္ဓဝါဒဘုံသွားဖြစ်တာပဲအဲ့ဒီမှာပဲဘာဝနာအချိန်နဲ့သူကအရတ္တမဲ့ရသွားရင်အရတ္တမဲ့ပုဂ္ဂိုလ်ကလည်းညှို့ပြကြမရှိပါဘူးပြီးတာနဲ့ချက်ချင်းပါဖြစ်သွားတယ်အရတ္တဖို့ပုဂ္ဂိုလ်ကယဟန္တာဖြစ်သွားတယ်အဲ့တော့အနာဂံနဲ့ယဟန္တာပဲအဲ့ဒီမှာတွေ့ရမှာဖြစ်တယ်တို့ပြန်မဆင်းဘူးဒီရောက်အဲ့ဒီကနေပဲပြိဋိဘံစံပါတယ်ကဲနံပါတ်9အရူပ4ဘုံ၌သောတာပတ္တိမဲ့ပုဂ္ဂိုလ်ကျင်သောအရိယာ9ပါးနှင့်ဘုဒ္ဓဇဉ်တိဟိတ်ပုဂ္ဂိုလ်တစ်ပါးဟူ၍ပုဂ္ဂိုလ်10ပါးကိုရ၏တိဟိတ်ပုဒ္ဓဇဉ်ကလူဘုံမှာအရူပဇံရအောင်အထုထားရင်သိရင်အရူပဘုံရောက်တာပဲအဲ့ဒီဘုံရောက်တော့မှ
အရူပဘုံမှာနာကြီးပဲရှိတယ်ရုပ်မရှိဘူးတလို့ဆိုရင်ဖယားမဖူးနိုင်ဘူးတရားမနာနိုင်ဘူးဒါကြောင့်နော်သူတို့မှာသောတာပတ္တိမဲ့မရနိုင်ဘူးတဲ့ဗျာဒါကြောင့်ဒီအရူပလေးဘုံမှာသောတာပတ္တိမဲ့ပုဂ္ဂိုလ်ကျင်တော်ဆိုတာသောတာပတ္တိမဲ့အဲ့ဒီမှာပုထုဇဉ်အနေနဲ့ရောက်ရင်ကိုကမဲ့ရဖို့အလားအလာမရှိတော့ဒါကြောင့်လည်းမြတ်စွာဘုရားကတရားဥဟောဖို့သူ့ရဲ့ဆရာနှစ်ဦးပေါ့ဗျာအာလာရယသိဥဒကယသိကြည့်တော့ဟာတို့ကသေပြီးတော့အရူပဘုံရောက်နေပြီသွားပြီးတော့တရားတက်မဟောဘူးနော်ဒါကြောင့်ရပ်ပြစ်၈ပါးမှာအရူပလေးဘုံပါတယ်ဗျဟောဆရာတို့ဒီလူပြည်မှာသောတာပန်ဖြစ်ပြီးတော့အရူပဇံရတဲ့ပုဂ္ဂိုလ်သေရင်အရူပဘုံမှာသောတာပန်သွားဖြစ်နိုင်တယ်အဲ့ဒါလည်းဘာဝနာရှင်တက်ပြီးတော့အထက်ထက်မဲ့ဖို့လေသူရသွားနိုင်တယ်ဒါကြောင့်သောတာပန်နဲ့အထက်မဲ့ဖို့ပုဂ္ဂိုလ်တွေရှိတယ်နော်ဒါဒီမှာ9ဦးရှိတယ်လို့ဆရာတို့ပြောတာကဲဘုံနဲ့ပုဂ္ဂိုလ်ဆရာတို့ပြောပြီးပြီဆိုတော့စာမျက်နှာ142ရောက်နေပါတယ်အဲ့ဒီမှာပဋိသန္ဓေ၄မျိုးပဋိသန္ဓေစိတ်19ပါးကိုပဋိသန္ဓေ၄မျိုးအနေနဲ့ခွဲမှာဖြစ်ပါတယ်အောက်ကနံပါတ်1ကအပေပဋိသန္ဓေတဲ့အပေဘုံမှာဖြစ်စေတဲ့ပဋိသန္ဓေဖြစ်လို့အပေပဋိသန္ဓေလို့ခေါ်ပါတယ်အဲဒီအပေပဋိသန္ဓေကိုဖြစ်စေတဲ့စိတ်ကဘာစိတ်တို့အကုသလဝိပက်ဥပိ္ခာတန္တိရဏအဟိတ်စိတ်ဖြစ်ပါတယ်အကုသလဝိပက်အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဥပိ္ခာတန္တိရဏစိတ်သူကအပေဘုံမှာပဋိသန္ဓေဖြစ်စေလို့အပေပဋိသန္ဓေလို့နာမည်ပေးနံပါတ်2ကာမသုဂတိပဋိသန္ဓေဆိုတော့ကာမသုဂတိဘုံတွေမှာပဋိသန္ဓေဖြစ်စေတဲ့စိတ်တွေပါ9ပါးရှိပါတယ်ကကြီးကကာမသုဂတိအာဟိပဋိသန္ဓေကုသလဝိပက်ဥပိ္ခာတဟဂုတန္တိရဏအာဟိစေအဲ့တော့ဥပိ္ခာတန္တိရဏစိတ်က2ပါးရှိတယ်တစ်ခုကအကုသလဝိပက်အခုဟာကကုသလဝိပက်ကုသိုလ်ရဲ့အကျိုးကုသိုလ်ရဲ့အကျိုးဆိုတော့ကသုဂတိဘုံမှာပရိသန္တိဖြစ်စေပါဒါပေမဲ့ပရိသန္တိဖြစ်တဲ့အခါမှာအဲဒီပရိသန္တိစိတ်ကဟိတ်မပါတဲ့အတွက်ကာမသုဂတိအဟိတ်ပရိသန္တိလို့ခေါ်ပါတယ်အဟိတ်ဆိုတော့ဟိတ်မပါဘူးအဆင့်နှိမ့်တယ်လို့ကျွန်တော်တို့သိရမှာပါအဲ့တော့လူဘုံနတ်ဘုံမှာသူဖြစ်စေပါတယ်ဒါပေမဲ့လူစဉ်မမီတဲ့လူတွေရဲ့ပရိသန္တိဖြစ်စေမှာဖြစ်ခခွေးကတော့ကာမသုဂတိသဟိပရိသန္တိသဟိဆိုတာစိတ်နဲ့တကွဖြစ်တဲ့ပရိသန္တိအဲ့ဒါကတော့မဟာဝိပဿစိတ်7ပါးပဲဖြစ်ပါအဲ့တော့ဆရာတို့အခုထိဥပိ္ခာတဏ္ဍစိတ်2ပါးရဲ့မဟာဝိပဿစိတ်7ပါးရဲ့ဆိုတော့ကာမစိတ်10ပါးပေါ့အဲ့ဒီ10ပါးကိုကာမပဋိသန္တိ10ပါးပဋိသန္တိစိတ်10ပါးလို့ခေါ်ပါတယ်ကဲဆရာတို့နံပါတ်3ကရူပပဋိသန္တိဆိုတာရူပဗျမ္မာဘုံဒီမှာဖြစ်စေတဲ့ပဋိသန္တိဖြစ်ပါတယ်တရားကိုကဘာလို့ရူပဝိပဿစိတ်5ပါးရဲ့အတင်ညတဇီဝိထနာဝကကလယုတ်ပဋိသန္တိတစ်ပါးရဲ့အဲ့တော့မနေ့ကဘုံကြောင်းဆရာတို့ပြောတော့အဲ့ဒီရူပ16ဘုံမှာအတင်ညတဘုံဆိုတာတင်ညာမရှိတဲ့ဘုံရုပ်ကြီးပဲရှိတဲ့ဘုံဆိုတော့သူကစိတ်မရှိဘူးဒီပုဂ္ဂိုလ်တွေကတော့ရုပ်နဲ့ပဲသူကပရိသန္တိကြည်တယ်ဇီဝိတနဝကကလရုပ်နဲ့ပရိသန္တိကြည်တယ်ဒါကြောင့်သူ့ကိုလည်းပဲပရိသန္တိတစ်ပါးတက်တက်ရုပ်ပရိသန္တိလို့ဆရာတို့ပြောရပါတယ်ကဲနောက်အရူပပရိသန္တိကတော့အရူပဝိပဿစိတ်4ပါးပဲဖြစ်ပါတယ်ဟိုအရူပ4ဘုံမှာဖြစ်စေတဲ့ပရိသန္တိတွေဖြစ်ပါဒါကြောင့်ဆရာတို့အားလုံးကတော့ပရိသန္တိစိတ်ကတော့19ပါးပါပရိသန္တိအရေးအတွက်ကတော့အားလုံး20ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ရုပ်ပရိသန္တိတစ်ပါးပါလာလို့ဖြစ်ပါ။စာမျက်နှာ142အောက်ခြေကခေါင်းစဉ်ပုဂ္ဂိုလ်နဲ့ပရိသန္တိရှာတို့တွဲသတ်ကြရအောင်။ငရေတိရစ္ဆာန်ပြိဋ္ဌာသူရကေဆိုတဲ့အပေဘုံသားတွေဟာအကုသလဝိပက်ဥပိ္ခာတန္တရဏစိတ်ဖြင့်ပဋိသန္တိကြည်တယ်တဲ့။အဲ့တော့ဆရာတို့ဒီဘုံပိုင်းစရာမှာလက်ဝဲဘက်ကောလမ်ကပဋိသန္တိပေါ်ပြတဲ့ကောလမ်ဖြစ်ပါအောက်မှာဆရာတို့ကြည့်လိုက်အပေ4ဘုံသားတွေဟာအကုသလဝိပေဥပိ္ခာတံယနာစိတ်နဲ့ပဲပဋိသန္တိကြည်ရတယ်အဲဒီစိတ်ကိုအပေပဋိသန္တိလို့ခေါ်ပါတယ်က
ကဲသာမျက်နှာ143နံပါတ်2ဆရာတို့ဆက်ကြည့်ပါလူဘုံနဲ့သာအစုမာတဲ့ဘုံအဲ့ဒီနှစ်ဘုံမှာပဋိသန္ဓေအားဖြင့်မျက်စိကမ်းလာတဲ့လူတွေဒါကိုဇစ္ဆန္ဒပုဂ္ဂိုလ်လို့ခေါ်တယ်နာပင်လာတဲ့လူဇစ္ဆပဋိဒပုဂ္ဂိုလ်ဂာနပတာရချို့လာတဲ့လူဇစ္ဆဂာနပုဂ္ဂိုလ်ထစ်အားပြီးတော့စကားမပြေတဲ့လူဇစ္ဆမူကပုဂ္ဂိုလ်အလွန်ညံထိုင်းပြီးတော့ဆွတ်အားတဲ့လူတွေဇစ္ဆဇလပုဂ္ဂိုလ်ဝန်တွင်ယူလာတဲ့လူဇစ္စုမတ္တကပုဂ္ဂိုလ်ပန်းစုပ်ပြီးတော့ကာမဂုဏ်ခံစားသူပန္တကမြန်မာကတော့ပန္ဒုတ်လို့လေဒါဝေါဟာရလုတ်လိုက်ပါတယ်မိမိအလိုလျောက်ကတော့ကာမစိတ်မလာဘူးသူများပန်းစုပ်ပြီးတော့မှကာမဂုဏ်ခံစားနိုင်တဲ့လူတွေဖြစ်ပါနောက်ယောက်ျားနဲ့မိန်းမတွေအင်္ဂါအစုံရှိသူဆိုတာကိုတော့ဥပတောပြီးလို့ခေါ်တယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေကယောက်ျားအင်္ဂါလည်းပါတယ်မိန်းမအင်္ဂါလည်းပါတယ်ဗျဒီစိတ်ကအင်မတန်ဆန်းကျယ်တယ်သူကအမျိုးမျိုးဖြစ်စေနိုင်တယ်ဆိုတာဆရာတို့သိရပါတယ်ကဲဆက်ပြီးတော့ကြည့်လိုက်ရင်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့လူတွေလည်းရှိတယ်ဒါတွေကြတော့နပုံလို့ခေါ်တယ်ဗျနောက်တစ်ခါစစ်တေကောင်းကောင်းနဲ့တွတ်ဆွဲပြီးတော့စကားပြောတဲ့လူတွေကိုမန်းဆွဲသူလို့ခေါ်ပါတယ်အဲ့ဒါလူတွေထဲကလူစဉ်မမီတဲ့ပုဂ္ဂိုလ်တွေပြီးတော့နတ်ထဲကသူ့မှာတဲ့နတ်အနိစ္စထဲကဘုတ်မင်းစားတစီအစိမ့်တရေဘလူဘုံမစိုးအမိရတဲ့နတ်တွေအဲ့ဒီနတ်တွေကလည်းပဲအစစ်နှိမ့်တယ်ကဲဒီပုဂ္ဂိုလ်တွေဟာကုသလဝိပေဥပိ္ခာတန္တိရဏစိတ်နဲ့ပရိသန္တိကြည်တယ်ကုသိုလ်ရဲ့အကျိုးတော့ဟုတ်တယ်ဒါပေမဲ့အဟိတ်ပရိသန္တိပေါ့ဗျာအဟိတ်စိတ်နဲ့ပရိသန္တိကြည်တယ်နံပါတ်3ကာမတုပတိခုနှစ်ဘုံလုံးမှာအာယရဏပြည့်စုံတဲ့အင်္ဂါစုံတဲ့လူတွေနတ်တွေဟာမဟာဝိပဿစိတ်10ပါးနဲ့အ내ကတဘာဘာနဲ့ပရိသန္တိတည်ကြတယ်ဒိဟိတ်ပုဂ္ဂိုလ်တွေကတော့မဟာဝိပညာနာဝိပယုတ်စိတ်4ပါးနဲ့ပရိသန္တိတည်တယ်မဟာဝိပညာနာဝိပယုတ်ဆိုတာညာမပါဘူးအမောဟဟိတ်မပါဘူးအဲ့တော့အလောဘအဒေါသဟိတ်နှစ်ခုပဲပါလို့သူတို့ကိုဒိဟိတ်ပရိသန္တိလို့ခေါ်ပါတယ်တိဟိတ်ပုဂ္ဂိုလ်တွေကတော့မဟာဝိပညာနာသံယုတ်စိတ်4ပါးနဲ့ပရိသန္တိတည်တယ်သူတို့ကြတော့ပရိသန္တိစိတ်မှာအလောဘအဒေါသအမောဟဟိတ်3ပါးလုံးပါပါတယ်ဆရာတို့ဒီဘုံစရာကိုကြည့်လိုက်ရင်ဆရာတို့ဒီမှာဆက်ပေးပါတယ်နော်ကာမတုဂတိခုနှစ်ဘုံကပုဂ္ဂိုလ်တွေမဟာဝိပဿ10ပါးနဲ့ပရိသန္တိကြည်တယ်လို့ဒီမှာပြီးထားပြီးတော့ရူပဗျမ္မာဘုံတွေဆရာတို့ကြည့်လိုက်ရင်ရူပဗျမ္မာတွေနဲ့ဒီပထမဇန်3ဘုံဗျမ္မာတွေဟာတဲ့ပထမဇန်ဝိပဿစိတ်နဲ့ပရိသန္တိကြည်တယ်ဒုတိယဇန်3ဘုံဗျမ္မာတွေကတော့ဒုတိယဇန်ဝိပဿစိတ်နဲ့ရောတတိယဇန်ဝိပဿစိတ်နဲ့ရောပရိသန္တိကြည်တယ်တတိယဇန်3ဘုံဗျမ္မာတွေကြတော့ဒုဋ္ဌဇန်ဝိပဿဒုဋ္ဌဇန်9ဘုံဗျမ္မာတွေကြတော့ပင်စမဇန်ဝိပဿစိတ်နဲ့ပရိသန္တိကြည်တယ်အဲ့တော့ဒီမှာကြည့်လိုက်တော့ပရိသန္တိစိတ်နာမည်နဲ့ဘုံနာမည်နည်းနည်းကွဲနေတာဆရာတို့တွေ့ရတယ်အဲ့ဒါလို့ကွဲရတဲ့အကြောင်းကိုစာမျက်နှာ144အလယ်မှာရှင်းပြထားပါတယ်ဆရာတို့ခေါင်းစဉ်ပေးထားတယ်ရူပဗျမ္မာဘုံများအားအမိပေးဘုံနည်းနည်းဖတ်ကြည့်ရူပပရိသန္တိဖြင့်ရူပဘုံတို့၏အမိကွဲလွဲနေရတဲ့အကြောင်းလားတဲ့ရူပဇန်တွေကို5ပါးတဏီ4ပါးတဏီရည်တွက်တဲ့ဤ2မျိုးရှိလို့တဲ့ကဲအောက်မှာဇယားနဲ့ရှင်းပြထားတယ်လက်ဝဲဘက်မှာဇန်အင်္ဂါတွေဖော်ပြထားတယ်ပထမအကြောင်းကိုကြည့်ဝိတဝိစာရပီတိဒုက္ခဧကဂရာဇန်အင်္ဂါ5ပါးနဲ့ပြည့်စုံတဲ့ဇန်ကိုဇန်5ပါးရည်တွက်ဤမှာပထမဇန်လို့ခေါ်တယ်ဇန်4ပါးရည်တွက်ဤမှာလည်းပထမဇန်လို့ပဲခေါ်တယ်ဘုံနာမည်ကလည်းပဲပထမဇန်ပဲဆိုတော့ဒီမှာမကွဲပြနောက်တစ်ကြောင်းဆင်းမယ်ဝိတက်ကိုဖြုတ်တယ်ဝိစာရပီတိဒုက္ခဧကဂရာဇန်အင်္ဂါ4ပါးရှိတဲ့ဇန်ကို5ပါးရည်တွက်ဤမှာဒုတိယဇန်လို့ခေါ်တယ်4ပါးရည်တွက်ဤမှာအဲ့ဒီဇန်မရှိဘူးဗျနော်မရှိလို့ခေါ်စရာမရှိနောက်တစ်စိအောက်ကိုဆင်းဝိစာရထပ်ဖြုတ်ပီတိဒုက္ခဧကဂရာဇန်အင်္ဂါ3ပါးနဲ့ပြည့်စုံတဲ့ဇန်ကိုတတ္တယဇန်ဒါ5ပါးရည်တွက်ဤကတတ္တယမြောက်ဇန်ဖြစ်လို့ဆိုတာတတ္တယဇန်လို့ခေါ်တယ်ဇန်4ပါးရည်တွက်ဤမှာသူ့ကိုဒုတိယမြောက်ရတဲ့ဇန်ဖြစ်လို့ဒုတိယဇန်လို့ခေါ်တယ်ဟောဘုံနာမည်တွေကြတော့လေဒုတိယဇန်ဘုံလို့ပဲခေါ်ပါတယ်အဲ့ဒါလို့နော်2မျိုးကွဲသွားရတဲ့အကြောင်း
ကျမ်းဂန်မှာပါပြီးထားတော့ဆိုတော့ကတချို့သောပုဂ္ဂိုလ်တွေအထူးသဖြင့်ညာနှုတ်တဲ့ပုဂ္ဂိုလ်တွေပထမဇန်ရပြီးတဲ့အခါဒုတိယဇန်တက်တဲ့အခါသူတို့ဝိတက်တစ်လုံးဖြုတ်ပြီးတော့မှဝိစာရတစ်လုံးကိုထပ်ဖြုတ်လို့ရနှလုံးတစ်ပြိုင်တည်းသူတို့မဖြုတ်နိုင်ဘူးတဲ့ညာနှုတ်တဲ့လူတွေကဝိတက်တစ်လုံးဖြုတ်တော့သူကဒုတိယဇန်ဝိစာရဖြုတ်တာတတိယဇန်ဒါလို့နှစ်သိတက်ရတာပေါ့ဟောညံထက်တဲ့လူတွေကြတော့တဲ့ဝိတက်ဝိစာရတပြိုင်နဲ့ဖြုတ်တယ်ဗျာတတွဲလိုက်ကိုဖြုတ်လိုက်တတွဲလိုက်ဖြုတ်လိုက်တော့တို့ရဲ့ဒုတိယဇန်ဒီ၅ပါးရည်တွက်နီးတတိယဇန်နဲ့သွားမညီဘူးလားညီတယ်ဗျာအေးရှားတို့ဖောက်တော့ရမှာဇန်တက်နိုင်တယ်လို့ယူဆတဲ့လူတွေပေါ့ဗျာတို့ကိုဆန်းစစ်တဲ့အခါပေါ့ကဲပရမဇန်ရပြီလားဆိုရင်တို့ကဇန်အင်္ဂါ၅ပါးထင်ရှားနေတယ်စိတ်ကလည်းတခါတည်းတည်ငြိမ်နေတယ်ဒီဇန်ပြန်ဝင်စားနိုင်တဲ့အခြေအနေမျိုးဆိုရင်ဒါသူကပထမဇန်ရောက်ရတယ်လို့တလို့ကိုကယူဆရတာပေါ့ပြီးတော့ကဲဆရာတော်ကမိရှိတယ်ဝိတက်ဝိစာရဖြုတ်စဉ်အဲ့တော့ဒုတိယဇန်တက်ဖို့တော့ဝိတက်ဝိစာရဖြုတ်ခိုင်းတဲ့အခါတပြိုင်တည်းကြီးပဲအကုန်ဖြုတ်ကြတာဆရာတို့တွေ့ရတယ်ဗျာသူတို့ကအဲ့ဒါတခါတည်းဖြုတ်ပြီးတော့နောက်ဇန်ရောက်သွားရင်သူတို့ကဇန်အင်္ဂါပြန်ကိုပြန်ဆန်းစစ်တာကိုရတဲ့ဇန်ထဲမှာဝိတက်ဆိုတာပါသလားစိတ်စိတ်တွေကိုအာယုံတင်ပြီးနေတဲ့သဘောပါလားမပါတော့အာယုံကိုသုံးတတ်နေတဲ့သဘောပါလားမပါတော့ဘူးဆိုရင်ဝိတက်ဝိစာရမပါဘူးလို့ကိုယ့်ကိုဆင်ခြင်လို့ရတာပေါ့အဲ့တော့တို့အဲ့ဒါလိုတက်သွားတဲ့အခါမှာနော်ဒီလိုဝိတက်ဝိစာရတပြိုင်တည်းပဲဖြုတ်ပြီးတော့တက်ကြတာဆရာတို့တွေ့ရတယ်ဒါလို့ဆိုရင်အများစုလူအများစုအတွက်ကဇန်၄ပါးတက်ကြီးပဲမတက်ဘူးလားနော်ဒီ၅ပါးတက်ကြီးကလူအ ਨੇ စုပေါ့ဗျအင်မတန်ညာနှုတ်တဲ့လူတွေပဲဒါဇန်၅ပါးဖြစ်သွားလိမ့်မယ်ဘုန်းကဒီနှစ်ပါးသုံးဖြုတ်လိုက်တို့အတွက်ကဇန်၄ပါးပဲရှိတယ်ဒါကတော့အများအတွက်ကဒါမှန်တယ်ဒါကြောင့်ဘုံနာမည်ကြတော့လည်းပဲ၄ပါးရည်တွက်နီးအတိုင်းပဲနာမည်ပေးကဲနောက်တစ်ကြောင်းကျတော့အောက်ကိုဆင်းပီတိထပ်ဖြုတ်လိုက်ဒုက္ခဧကဂရဇန်အင်္ဂါနှစ်ပါးရှိရင်ဇန်၅ပါးရည်တွက်နီးမှာဒုဋ္ဌဇန်ဇန်၄ပါးရည်တွက်နီးမှာတတ္တယဇန်ဘုံနာမည်ပေးတော့တတ္တယဇန်ဘုံလို့နာမည်ပေးနောက်တစ်ခါဒုက္ခဖြုတ်ဥပိ္ပခာထည့်တယ်ဥပိ္ပခာဧကဂရဇန်အင်္ဂါနှစ်ပါးရှိရင်ဇန်၅ပါးရည်တွက်နီးကပင်စမဇန်ပေါ့ဗျာ၄ပါးရည်တွက်နီးကတော့ဒုဋ္ဌဇန်လို့ခေါ်တယ်ဘုံကြတော့လေဒုဋ္ဌဇန်ဘုံလို့ခေါ်ပါတယ်ကဲဒါဆိုရင်ဆရာတို့သဘောပေါက်ပြီနော်သဘောပေါက်ပြီဆိုတော့ကဆရာတို့ဒီကဘုံစရာမှာကဘုံနာမည်တွေကတော့ဇန်၄ပါးရည်တွက်ဒီအတိုင်းခေါ်ထားတဲ့အတိုင်းပဲဘုံနာမည်တွေပြရပါတယ်ဒီနေရာမှာပရိသန္တိစိတ်ကိုတော့ဇန်၅ပါးရည်တွက်နီးနဲ့ဆရာတို့ကသွားပြထားတာကိုဟုတ်ပြီလားပြထားတဲ့အတွက်ဒုတိယဇန်ရတဲ့လူရောတတိယဇန်ရတဲ့လူရောဒီတတိယဇန်မှ၄ပါးရည်တွက်နီးရဲ့ဒုတိယဇန်နဲ့သွားညီတော့တတိယဇန်ရရင်လည်းဘယ်ဘုံမဲ့သွားမှာလဲသိရင်ဒုတိယဇန်ဘုံမဲ့ရမှာပဲသူဒုတိယဇန်ရတဲ့လူက၄ပါးရည်တွက်နေရဲ့တတိယဇန်နဲ့ညီတယ်ဒါတော့သိရင်တတိယဇန်ဘုံမဲ့ပစ္စမဇန်ရတဲ့လူကလည်းဒုတိယဇန်နဲ့ညီလို့သိရင်ဒုတိယဇန်ဘုံမဲ့ကဲအဲ့တော့သာတို့ရူပဝါသရဇန်နေ၅ပါးတဏီ၄ပါးတဏီရည်တွက်နီ2မျိုးရှိလို့နော်ဇန်သမဘအာလုံးကိုပေါင်းပြီးတော့ပြောတော့ဒီက၅ပါးအရူပဝါသကုသိုလ်ဇန်၄ပါးနဲ့ပေါင်းရင်ဇန်သမဘ9ပါးရတယ်လို့ခေါ်တယ်ဟော၄ပါးရည်တွက်ညီကြတော့ရူပဝါသဇန်၄ပါးအရူပဝါသဇန်၄ပါးဆိုတော့သမဘ8ပါးရတယ်လို့ခေါ်တယ်နော်ဒါကြောင့်စာတို့ကသမဘ9ပါးနဲ့ရတယ်လို့ပြောရင်လည်းမှန်တာပဲဒါကု5ပါးရည်တွက်ညီနဲ့ပြောနေတာနော်5ပါးရည်တွက်ညီကိုပင်စကမီလို့ခေါ်တာပေါ့ဗျာဟောဇန်သမဘ8ပါးရတယ်ဆိုရင်လည်းမှန်တာပဲဒါကြတော့၄ပါးရည်တွက်ညီတုတ်ကမီနဲ့သွားနေတယ်လို့စာတို့ကလို့နားလေရတယ်ကဲသဘောပေါက်ပြီနော်အဲ့တော့ဒါဆရာတို့ဝိပဿနာစာအုပ်တွေကြည့်လိုက်ရင်ဆရာတို့ကဇန်၄ပါးရည်တွက်ညီနဲ့ပဲဆရာတို့ပြောတယ်အဲ့တော့ဝိပဿနာရှုတော့မယ်ဆိုရင်အကောင်းဆုံးအခြေခံပါရကဇန်အခြေခံလုပ်တဲ့ဇန်ပေါ့အကောင်းဆုံးကဒုဋ္ဌဇန်လို့ခေါ်တာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲနော်ဖယားဖြစ်အောင်နောက်ဆုံးညပေါ့ဗျာအဲ့ဒီအားထုတ်တဲ့အခါမှာလည်းပဲဒုဋ္ဌဇန်ကိုခြေခံတယ်လို့တလူလာပါတယ်အဲ့ဒီဒုဋ္ဌဇန်ဆိုရင်ကသုတ်ကမီးကိုပြောတာနော်သုတ်ကမီးဒုဋ္ဌဇန်ဒီပင်စကမီးကပင်စမဇန်နဲ့တော့မတူဘူးလားအေးအဲ့ဒီဇန်ကိုခြေခံပြီးတော့သူတို့ကဝိပဿနာတင်ရှုသွားတာပါပဲကဲဆရာတို့ဒါရပြီဆိုတော့ကဒီကရူပဗျမဘုံတွေရဲ့ပြိဋ္ဌာန်တွေအခုဆရာတို့ပြောလို့ရသွားပါပြီအတင်ညတဗျမကတော့ဘာနဲ့ပြိဋ္ဌာန်တွေကြည်မှာလဲစိတ်နဲ့ပြိဋ္ဌာန်တွေမကြည်ဘူးဇီဝိထနာဝကကလတ်ယုတ်နဲ့ပြိဋ္ဌာန်နဲ့ကြည်မယ်အရူပ၄ဘုံဗျမတွေကြတော့
ဘုံနာမည်နဲ့ပရိသန္တိစိတ်နဲ့တူပါပဲသူကြတော့မကွဲပါဘူးဒီလူဘဝမှာအာဂါသနင်္စာယရဏဇံရတဲ့လူသေးရင်အာဂါသနင်္စာယရဏဝိပဿစိတ်နဲ့အာဂါသနင်္စာယရဏဘုံမှာသွားဖြစ်ဝိညာဉ်နင်္စာယရဏဇံရတဲ့လူသေးရင်ဝိညာဉ်နင်္စာယရဏဝိပဿစိတ်နဲ့ဝိညာဉ်နင်္စာယရဏဘုံမှာသွားဖြစ်မယ်နေဝတင်ညာနာတင်ညာယရဏဇံရတဲ့လူသေးရင်အဲဒီဇံဝိပဿစိတ်နဲ့နေဝတင်ညာနာတင်ညာယရဏဘုံမှာသွားပြီးတော့ဖြစ်တယ်ရပြီနော်ဒီဘုံအသီးသီးမှာရှိတဲ့သရဝါတွေဘာစိတ်နဲ့ပရိသန္တိကြည်တယ်ဆိုတာဆရာတို့ပြောနိုင်ပါပြီ။သာမဏေ145ဆက်ကြည့်မယ်ပရိသန္တိကြည်ဘုံလေးမျိုးအန္တဇပရိသန္တိဥခွန်တွဲမှာပရိသန္တိကြည်တယ်ဘယ်လိုသရဝါတွေလဲကျက်တင်ငှက်တွေပဲတယ်ဇလာပုဇပရိသန္တိအိမ်အတွဲမှာပရိသန္တိကြည်တယ်ဘယ်သရဝါတွေလဲနော်ဒါလူပါတယ်နွားတွေခွေးတွေလည်းပါတယ်တန်တိဒဇသပေါ်မှာသိသိတင်ကလေးထည့်ပြီးတန်တိဒဇပရိသန္တိတဲ့နော်တစ်ခေါင်းတစ်စီပန်းပွေရှွညွန်စတဲ့အဲ့ဒီတချို့တော့အညီဟောက်တွေကနေပြီးတော့ပရိသန္တိတီးတာဒါတန်တိဒဇလို့ခေါ်တယ်ပရိသန္တိထဲမှာဇာတို့နည်းနည်းလိလာကြည့်တာပေါ့ဗျာဖားတရဝါတွေတန်တိဒဇနဲ့ဖြစ်တယ်လို့ဆိုရလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်ရေငိမ်တဲ့နေရာမှာဖားမကဥချလိုက်တယ်ဖားတွေငါးတွေတစ်ခါကဥရင်ဥက2000 3000ဥတာများဖားတွေကိုလည်းငါးတွေကြတော့အများကြီးကိုသူကအဲ့တော့အဲ့ဒီမှာဖားကဥချလိုက်တဲ့အချိန်မှာဒီကြက်ဥဘဲဥတွေလို့ဥခွန်နဲ့မဟုတ်ဘူးအဲ့တော့အညီဟောက်သဘောမျိုးပဲဒါတော့ဥချလိုက်ကြည့်လိုက်မမြင်ဘူးနော်ကြည့်လိုက်လည်းမမြင်ဘူးဟောအဲ့ဒီအပေါ်မှာဖားကြီးကသူ့တုတ်သွေးကိုဖြန်းလိုက်တယ်တဲ့အောင်သွားတယ်တဲ့ဒီဥတွေဟောတဖြည်းဖြည်းနဲ့သူကနော်ပောက်ခါနီးကြအမဲဆက်ကလေးတွေကျတို့မြောင်းကြီးမှာကြည့်လိုက်ရင်မြောင်းကြီးတွေမှာပါကူစီတွေလို့အမဲဆက်ကလေးတွေဖြစ်အဲ့ဒါဖားဥပီတွေပဲအဲ့တော့ဥခွန်မရှိဘူးနော်အဲ့ဒီကနေပဲပေါက်လာတော့ဖားတစ်ပိုင်းငါးတစ်ပိုင်းကလေးတွေပေါ့ဗျာဖားလုံးကလေးကနေနောက်ဖားဖြစ်သွားတယ်ဒါဆိုရင်အမေရဲ့ပြိဿန်ကြီးအမေရဲ့ဝန်းထဲမှာပြိဿန်ကြီးကြည်သလားမဟုတ်ဘူးဥခွန်ထဲမှာလားမဟုတ်ဘူးအဲ့တော့အညီဟောက်ကနေပဲဖြစ်တဲ့သဘောပဲအဲ့ဒါကြတော့အန္တိဒဇတွေထည့်ရမှာဖြစ်နောက်တကဥပပပရိသန္တိရွယ်ရောက်ပြီးတဲ့ကိုယ်နဲ့ကောင်းကင်ကခုံပြန်လာတယ်လို့ဘွားကနေထင်ရှားဖြစ်တယ်ဗျာနတ်တွေကတကိုးကြီးတဲ့နတ်တွေအားလုံးကတော့ဥပပပရိသန္တိနဲ့ပဲဖြစ်ကြပါကဲတော့မှတ်ချက်ကတော့အန္တဇပရိသန္တိဥခွန်တွဲမှာပရိသန္တိတည်တာနဲ့ဇလာဘုဇပရိသန္တိတအိမ်အတွဲမှာပရိသန္တိတည်တာဒီနှမျိုးကိုပေါင်းပြီးတော့တဲ့ဂပ္ပသေယကပရိသန္တိအမိဝန်းတွဲမှာပရိသန္တိတည်တယ်လို့လည်းခေါ်ပါတယ်ကဲဘုံသားနဲ့ပရိသန္တိကျတို့တွဲစပ်ကြည့်အောင်ငရဲသားတွေဟာတဲ့ဥပပပရိသန္တိတပါးဒီပဲဖြစ်တယ်ဗျာဒါကြောင့်သေလို့ငရဲကြငရဲဦးထဲမှာဘွားနေတော့ဖြစ်တာပဲဗျာအဲ့တော့ဆိုလိုတာကဒီလူဘုတ်ကဖြစ်ခဲ့တဲ့အတိုင်းဒီပုံသဏ္ဍာန်ကိုစွဲပြီးတော့သေရင်လည်းပဲအဲ့ဒီပုံသဏ္ဍာန်နဲ့သွားဖြစ်နေတဲ့ပုံစံမျိုးပဲတချို့ကြတော့ကလည်းယမမင်းမှာသွားပြီးအယူခံဝင်ရတာမျိုးလည်းရှိတယ်ဗျာနောက်တစ်ကြောင်းကြီးပြိဋ္ဌာနဲ့အတူတကယ်တွေသူတို့ကဇလာပုဇဥပပပရိသန္တိနှစ်ပါးနဲ့ဖြစ်နိုင်တယ်တချို့ပိဋ္ဌာတွေသေရနဲ့ဘွားကနေဒါပိဋ္ဌာသွားဖြစ်တာပဲဒါဥပပပေါ့တချို့ကြတော့အဲ့ဒီပိဋ္ဌာအမေကြီးရဲ့ဝမ်းမှာသွားပြီးတော့ပရိသန္တိကြီးတယ်လူလိုပဲမွေးပြီးတော့အဲ့ဒီပိဋ္ဌာကလေးကနေတဖြည်းဖြည်းကြီးလာတာဒါလည်းရှိတယ်နှမျိုးနော်နောက်တိရစ္ဆာန်တွေကြတော့အန္တဇဇလာပုဇတန်ဒီရဇဥပပဆိုတာပရိသန္တိ၄ပါးလုံးဖြစ်တယ်ဗျာအခုတော့ပထမ၃ပါးထင်ရှားတယ်အန္တဇဥခွန်ကနေပေါက်တဲ့ဇလာပုဇအတအိမ်ကနေပေါက်တဲ့တန်ဒီရဇကွန်ဖားတော်ဝါတွေအညီဟောက်ကနေဖြစ်တယ်နော်ဒါကထင်ရှားတယ်ဥပပတော်ကသိမထင်ရှားဘူးသိမထင်ရှားတော့လည်းပဲနော်အဲဒီဥပပပရိသန္တိဒီတိရစ္ဆာန်တွေဖြစ်နေနိုင်တယ်ဆိုတဲ့ဟာကလည်းဇာတို့ကယုံကြည်ထိုက်ပါတယ်အဲ့တော့ဇာတို့ဟောဒီကဘာမှာနော်တရဝါတွေဘယ်လိုလှုပ်ရှားဖြစ်လာတယ်ဆိုတဲ့ဟာကအဲ့ဒါပြဿနာတစ်ခုဖြစ်နေပါတယ်ဒါကိုသိပ္ပံကလည်းသူကဖြေရှင်းခြင်းတယ်သူတို့လည်းခဏိထိအဖြေကြည်နှက်တဲ့အဖြေသူတို့စီမှာမရပါဘူးသူတို့ကသိပ္ပံမှာကဖန်ဆင်းခြင်းကဖန်ဆင်းတယ်ဆိုတဲ့ဟာသူတို့လက်မခံဘူးအဲ့တော့သိပ္ပံကလည်းမရှင်းနိုင်ဘူးကျားတို့ဗုဒ္ဓဘာသာရှင်းနိုင်လားလက်လွယ်လေးပဲကျားတို့ဗုဒ္ဓဘာသာနော်ဒီကဘာမြေကြီးတရဝါတွေအသက်ရှင်နိုင်တဲ့အခြေအနေရှိပြီဆိုရင်အဲ့တော့တချို့နတ်ဘုံမြမဘုံလေးကနေပြီးတော့သူတို့ကအဲ့ဒီကနတ်သက်ကုံလို့မြမတွေကလည်းအသက်ကုံလို့သူတို့ကလူဖြစ်ရမယ့်ကံအကျိုးလာပေးရင်ခေါင်းကပြောတဲ့မဟာဝိပဿစိတ်နဲ့ပြိဿာန်တည်ရမယ်ဆိုရင်ဒီမှာဖြစ်နိုင်တယ်ဆိုရင်ဒီမှာဥပပနဲ့လာတာပဲစတာဥပပနဲ့လာတာပဲ
အခုလည်းနတ်တွေကဥပပနဲ့ဖြစ်နိုင်တယ်ဆိုရင်လူနဲ့နတ်ကတူတူပဲဗျမာကုသိုလ်အကျိုးနဲ့ဖြစ်ကြတာပဲနော်အဲ့တော့သူတို့ဥပပဖြစ်နိုင်လူတွေလည်းဥပပဖြစ်နိုင်တာပဲဒါကြောင့်လည်းကအမ္မပါဠိလို့ဖြစ်ခဲ့တာပဲအဲ့တော့ဆရာတို့ဒီမှာလူနော်ကဘာဥချိန်မှာတော့ဥပပပရိသံကြီးတစ်ပါးနဲ့ပဲဖြစ်ပါတယ်အခုခါမှာတော့လူတွေကဇလာပုဇာအမိရဲ့တိုင်ငါနေပရိသံကြီးပြည်ပြီးတော့ဖြစ်တယ်တန်လီတဇာခေါင်းကဘဒုမမင်းသားရဲ့ခေါင်းကဖွားဘက်တော်တို့တော့အဟိဟောက်ကနေပြီးတော့ဖြစ်တယ်ဟောဝေလူပတိတို့လိုဖြစ်တယ်ပြီးတော့အဲ့ဒီပရိသံကြီးနှစ်ပါးနဲ့အခုဖြစ်များတာပေါ့နောက်ကြောင်ဘုမင်းစာတစ်စီအစိမ့်တရေဘလူဘုံမစိုးနတ်တို့ဒီ၎င်းအဲ့ဒီနတ်တွေဟာတဲ့ဇလာပုဇဥပပပရိသံကြီးနှစ်ပါးပဲဖြစ်ကြပါတယ်အဲ့တော့တချို့ကလည်းပဲဘွားကနေသွားဖြစ်တယ်တချို့ကြတော့အမိရဲ့ဝမ်းမှာပဲပရိသံကြီးတည်ပြီးတော့ငယ်ရာကနေကြီးသွားရပါဟိုအထက်ထက်နတ်ဗျာမာတွေအားလုံးကတော့ဥပပပရိသံကြီးနဲ့ပဲဖြစ်ကြပါတရဝါရီရဲ့တက်တန်းငရေတိရစ္ဆာန်ပြိဋ္ဌာသူရကေဆိုတဲ့အပေပုံသားတွေကတက်တန်းမမြဲဘူးမိမိတို့ရဲ့ကံများသာလင်တက်တန်းရဲ့အတိုင်းတာဖြစ်တယ်အဲ့ဒါလေသဘာဝကျတယ်ဗျာနော်ဆရာတို့မှာသာဝရငရေဆိုတာမရှိဘူးအဲ့တော့ကိုယ်အာဟုတုကံလှုပ်ထားလို့ဒီအာဟုတုကံကျိုးပြီးရင်တွားမှာပဲနော်ငရေတိရစ္ဆာန်ပြိဋ္ဌာသူရကေတွားဖြစ်မှာပဲဒါပေမဲ့အဲ့ဒီအကျိုးပေးလိုက်တဲ့ကံဒီကံရဲ့စွမ်းကြီးရင်တော့ကြာကြာခံရမယ်စွမ်းနေတော့အချိန်တူတူပဲခံရမှာဖြစ်အဲ့တော့ကိုယ်ကံတိုင်းတာပဲဗျာကဲနောက်တစ်ခုသဗုဒီပါတောင်ညွန့်လူတို့ဟာတက်တမ်းမမြဲဘူးအတင်ချတမ်းမှဒီ10နှစ်တန်း10နှစ်တမ်းမှဒီအတင်ချတမ်းဟူ၍ဆုတ်ချီတက်ချီရှိတယ်အဲ့ဒါလေကျွန်တော်တို့နည်းနည်းစဉ်းစားဖို့ထိုက်တာပါဒါလေကျွန်တော်တို့ ਨੇ သက်ဆိုင်တာကိုလူတွေရဲ့တက်တန်းကိုဟောဒီဘက်ဘေးမှာကတ်၄ပါးဆိုတာပြီးထားတယ်ဗျအာယုကဆိုတာတက်တန်းအတိုင်းတာပမာမတစ်ခုကိုအာယုကတကတ်လို့ခေါ်တယ်မှာမြတ်စွာဘုရားပွင့်တဲ့ချိန်လူရဲ့တက်တန်းကနှစ်တရာအဲ့ဒီကနှစ်တရာဒီအာယုကတကတ်လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကသုတ်ကတ်မှာမြတ်စွာဘုရားပွင့်တာကိုဗျအခုမြတ်စွာဘုရားရဲ့သာသနာ2500ကျော်လာပြီဆိုတော့ဆရာတို့အများယူဆတာကနှစ်တရာသိရင်တစ်နှစ်ရော့သွားတဲ့သဘောရှိတယ်ဗျဒါကြောင့်ခုနော်နှစ်ပေါင်း2500ဆိုတော့ဘယ်နှစ်ရော့သွားပြီလဲ25နှစ်ရော့သွားပြီဒါကြောင့်အခုသက်တမ်းဘယ်လောက်ပဲရှိမလဲ85နှစ်ဒါပြန်မျှသက်တမ်းပြောတယ်နော်တယောက်တလေကယာကျော်တွေရှိတာပေါ့ဒါကိုတော့တွက်လို့မရဘူးအဲ့တော့85မပြည့်ပဲနဲ့သေတဲ့သူကအများကြီးရှိတာပဲနော်အဲ့တော့ဒီသက်တမ်းကဆုံးနေတယ်တဲ့ဘယ်ထိဆုံးမှာလဲ10နှစ်တန်းထိဆုံးနေတဲ့ဒါလို့ပြောတာဒါလို့ဆိုရင်ဆရာတို့ကသာသနာရှိနေသေးလို့သာသနာကွယ်လာမယ်ဆိုရင်လူတွေကလည်းပို့ပြီးတော့ရိုင်းဆိုင်လာဖို့ရှိအဲ့တော့အဲ့ဒီ10နှစ်တန်းရောက်လို့တပ်ဖြတ်ကြလို့အများကြီးသေကုန်ပြီလူကနည်းနည်းပါးပါးပဲကြံတဲ့အခါကြတော့မှအဲ့ဒီတော့မှထိတ်လာပြီးတော့တန်ဝေကရတယ်ရပြီးတော့မှအဲ့ဒီမှာတီလာတွေပြန်စောက်ထိန်းလာကြတော့တက်တန်းပြန်တိုးတယ်ပြောတယ်ဗျအဲ့တော့10နှစ်တန်းကနေပြီးတော့အတင်ချတန်းဆိုအတင်ချဆိုတာမရည်တွက်နိုင်တဲ့ကဏ္ဍပဲဗျအဲ့ဒါလို10နှစ်တန်းကနေအတင်ချတန်းကနေ10နှစ်တန်းတက်ချီတက်ကသုတ်ကနှစ်ပါးတစ်စုံကိုအန္တရကတ္တကလို့ခေါ်တယ်ဗျာအဲ့ဒါဖရာတဆူနဲ့တဆူကြားအနည်းဆုံးအန္တရကတ္တကကွာတယ်ဒါဖြစ်လို့လေမြတ်စွာဘုရားတော့သုတ်ကမှာပဲပွင့်တယ်ဒါကြောင့်အရမတိယမြတ်စွာဘုရားဘယ်တော့ပွင့်မှာလဲအခုဆရာတို့သုတ်ကဆင်း10နှစ်တန်းကြီးဆင်းတော့တက်အတင်ချအတိတက်ပြီးတော့ပြန်ဆင်းသသိန်းတန်းမှာပွင့်မှာဗျအဲ့တော့အတင်ချဆိုတော့အဲ့ဒါဗုဒ္ဓအတင်ချတစ်ခေတ်လို့ခေါ်တယ်ဗျာအမှန်ကြာတဲ့ကာလပါကဲကောင်းပြီဆက်ပြီးတော့ဆရာတို့အဲ့ဒီအန္တရက64ကတော့အတင်ချကတကတဲ့အတင်ချကတကဘယ်လောက်ကြာလဲသာမဥပမာနှိုင်းထားတာအလျာတယူဇနာ10မိုင်ယူလိုက်ကြအနံက10မိုင်အထုကအလက်ကလည်း10မိုင်အဲ့ဒါလောက်ကြီးတဲ့မှာမုံညင်းစီအပြည့်ထက်နှစ်တရာမှပစိထုတ်တယ်ဗျာနှစ်တရာမှပစိထုတ်အဲ့ဒီမုံညင်းစီကုံသွားမယ်တင်ချကမကုံဘူးလို့ပြောတာဗျာနော်အဲ့ဒီတင်ချက၄ကကိုမဟာကဆိုတာတကဘာပဲမဟာကတကဘာအဲ့တော့ဒီကဘာမှာအတင်ချက၄ကနဲ့ခွဲတဲ့အခါသံဝတ္ထအတင်ချကဆိုတာကဘာပြည့်စဲကာလအဲ့ဒီပြစ္ဆာကနေပြည့်ဆုံးထိကိုတဲ့အဲ့ဒါတန်ဝတ္ထအတင်ချကတကပြက်ပြီးတော့အဲ့ဒီအတိုင်းကြည်နေမှာကလည်းအတင်ချကတကတန်ဝတ္ထသာယီတင်ချကလို့ခေါ်တယ်အဲ့ဒါလိုပြက်နေရတာပြီးတော့ဟောကဘာပြုမှုစရွာပြီးတော့ကဘာသဖြစ်တယ်ဒါလိုကျမ်းဂန်ကပြောတယ်
အဲ့ဒါလိုကဘာစဖြစ်ကနေဖြစ်ဆုံးထိကလည်းအကြာကြီးပေါ့ဗျာအဲ့ဒါဝိဝတ္တအသင်္ချကလို့ခေါ်တယ်ဖြစ်ပြီးတော့ဖြစ်ပြီးတဲ့အတိုင်းတည်နေတာကလည်းပဲအသင်္ချကတကအခုဆရာတို့ရောက်နေတာအဲ့ဒီအသင်္ချကပါဝိဝတ္တထာယီအသင်္ချကပါနော်ကဲအဲ့တော့ဆရာတို့စာမျက်နှာ146ပဲဟိုအောက်ကနံပါတ်3သွားလိုက်တာကောင်းတယ်နော်ဘာဖြစ်လဲဆိုရင်ကနံပါတ်2မှာဒုတိယပိုက်ကတော့ရှေ့900နောက်900မြောက်မှာ1000မြဲဆိုတာကဒါကျွန်းကြီးဒီကျွန်းရှိတယ်ကိုယူဆပြီးတော့အရှိကျွန်းသားတွေကတက်တန်းမြဲတယ်နှစ်900နောက်ကျွန်းသားတွေကတက်တန်းနှစ်900မြောက်ကျွန်းသားတွေနှစ်1000လို့ဒီလိုယူဆတယ်ကကျမ်းဂန်ယူဆပေါ့ဗျာဆရာတို့ကလည်းအခုသိထားတာသိပ္ပံရဆိုလေးကျွန်းဆိုတာလေဒီကဘာမြေကြီးကလုံးနေတာကိုဗျကိုကျဲဒီနော်ဒီကျမ်းမာလာတဲ့ဇူဒီပါတောင်ကျွန်းဆိုတာကလည်းပဲအိန္ဒိယတိုက်နယ်တစ်ခုလောက်အိန္ဒိယနိုင်ငံတစ်ခုလောက်ကိုပဲဒါကိုဇူဒီပါတောင်ကျွန်းလို့ခေါ်နေကြတာကိုဒါကိုတောင်ကျွန်းခေါ်ရင်တော့ဇာတို့ဒီဘက်ကအရှိကကုန်းကြီးကအများကြီးရှိနေတာအရှိကျွန်းခေါ်တော့မှာပေါ့ဟိုအနောက်ကအမေရိကတိုက်တို့ဥရောပတိုက်တို့ဘာတော့ခေါ်အောင်အနောက်ကျွန်းလို့ခေါ်အောင်မှာပေါ့မြောက်ကျွန်းဆိုတာလည်းပဲဒီရုရှားတို့နိုင်ငံတွေဘာတွေကြတော့မြောက်ကျွန်းတို့ဟိုဂရင်းလန်တို့ဘာတို့ပေါ့ဗျာအဲ့တော့ဒီကျွန်းလေးကျွန်းလုံးကဒီကဘာမှာဒီလိုပဲပေါင်းထားတဲ့သဘောမျိုးပဲเนาะဆိုတော့တက်တန်းကဘာမှကွာခြားမှုမရှိပါဘူးနောက်နံပါတ်3အောက်စုမာတဲ့နတ်များဖြစ်ကြတဲ့ယုတ်ကစိုးတွေအာဂါသဇိုးနတ်တွေဘုံမဇိုးနတ်တွေပြီးတော့ဘုံမှင်သာတစီတရဲ့အစိမ့်စတဲ့ဘုံမတိတနတ်တွေတို့လည်းတက်တန်းမမြင်ဘူးဗျာနောက်နံပါတ်4အထက်ထက်နတ်တွေကဗျမ္မာတွေရောနတ်တွေရောတက်တန်းမြဲတယ်စာမျက်နှာ149မှာနော်နတ်တွေရဲ့တက်တန်းဇရာလုပ်ပြီးထားတယ်အထက်စုမာတဲ့နတ်တွေရဲ့တက်တန်းစုမာတဲ့နတ်နှစ်နဲ့ရည်တွက်ရင်နှစ်900လူတို့နှစ်နဲ့ရည်တွက်ရင်9 သန်းတဲ့အဲ့ဒါဘာကြောင့်အဲ့ဒါလို့ဖြစ်လဲအောက်ကမှတ်ချက်ပြီးထားတယ်အထက်စုမာတဲ့နတ်တို့ရဲ့တရက်တာသည်လူတို့ရဲ့နှစ်90နဲ့ညီလို့သူတို့နှစ်900ဟာလူနှစ်9 သန်းနဲ့ညီခြင်းဖြစ်တယ်ကဲနောက်တာဝရိနာနတ်တက်ကတာဝရိနာနတ်နှစ်နဲ့ရည်တွက်ရင်1000လူတို့နှစ်နဲ့ရည်တွက်ရင်36 သန်းဆိုတော့သူမာတဲ့နတ်သက်တဲ့ဘယ်နှဆပို့ရှိတော့4 ဆရှိတယ်လို့ပြောရတယ်လူနှစ်နဲ့သွားကြည့်ပါလေ9 သန်းကနေ36ဆိုတော့ဒါ4 ဆတက်သွားတယ်အဲ့ဒါအောက်ကမှတ်ချက်ဒုတိယပိုက်ပေါ့ဗျာတာဝရိနာနတ်တို့ရဲ့တရက်တာဒီလူတို့ရဲ့နှစ်100နဲ့ညီတယ်ဟောတာဝရိနာတရက်ကလူနှစ်100သူမာတဲ့တရက်ကလူနှစ်50ဒါလို့ဆိုရင်တာဝရိနာတရက်ဒီသူမာတဲ့2ရက်နဲ့မတူဘူးလားဒါလို့ဆိုရင်တာဝရိနာနှစ်1000ဒီသူမာတဲ့နှစ်2000နဲ့တူတာပေါ့နှစ်2000ဆိုတော့900ကနေ2000တက်တယ်ဆိုတော့4 ဆမတက်ဘူးလားနော်ဒါကြောင့်တက်တန်း4 ဆပူရှည်သွားတယ်လို့ပြောခြင်းဖြစ်ပါတယ်ကဲအထက်ထက်နတ်ပြည်တွေတက်တန်းကနတ်နှစ်နဲ့ရည်တွက်ရင်2 ဆတက်တယ်အဲ့တော့ဟောဒီဇယားမှာကတက်တန်းကိုလက်ရဘက်ကောလာမှာစာတို့ပြီးထားတယ်အပေဘုံလူဘုံဘုံမဇုနာတက်တန်းမမြဲဘူးစုမာရဏအထက်စုမာရဏဒါနှစ်တို့ရဲ့တက်တန်းကနှစ်900လူနဲ့ပြောရင်9 သန်းအဲ့တော့အထက်ထက်နတ်တွေရဲ့တက်တန်းကြည့်ရင်2 ဆတိုးသွားလူနှစ်နဲ့ရည်တွက်ရင်4 ဆတိုးသွားအဲ့တော့ဆရာတို့မှတ်ရင်ဒီအောက်တစ်ခုပဲဆရာတို့မှတ်တယ်နော်အဲသူရိတာနတ်သက်ဘယ်လောက်လဲဆိုရင်အဲ့ဒါလေးကိုက2 ဆလေးတိုးလိုက်တာပေါ့4 တောင်အဲ့တော့လူနှစ်နဲ့ရည်တွက်ရင်ဒါ986 သန်းဆိုတော့ကိုယ်အဖြေရတာပေါ့ဗျကဲဗျမ္မာရီရဲ့သက်တမ်းပထမဇန်3 ပုံဗျမ္မာရီရဲ့သက်တမ်းကအတင်ချရကတ်နဲ့နော်ဒီကအတင်ချရကတ်နဲ့ကျွန်တော်တို့တိုင်းတယ်ဒီမှာဗျမ္မာရီရဲ့သက်တမ်းကအတင်ချရကတ်တကားဆိုတာဒီဝိဝတ္တအတင်ချရကတ်အတိုင်းမဲ့တော့ရှိတယ်ဘာဖြစ်လဲဆိုရင်ကဘာမီးလောင်တော့အဲ့ဒီဘုံထိပြက်တာကိုကဘာပြည်မှလည်းတို့ကပြန်ဖြစ်တော့ဒါကြောင့်ဒီမှာဗျမ္မာရီရဲ့သက်တမ်းကအတင်ချရကတ်တကပ်ပဲရှိတယ်ဓမ္မပုရောဟိတာတွေကတော့အသင်္ချကရဲ့3 ပုံ 2 ပုံဗြဟ္မပါရိသစ္စာတွေက3 ပုံ 2 ပုံဒုတိယဇန်3 ပုံမြန်မာတွေကြတော့2 ကဘာ4 ကဘာ8 ကဘာတက်တန်းရှိတယ်တတိယဇန်3 ပုံက16 ကဘာ32 ကဘာ64 ကဘာအသင်္ညတနဲ့ဝေဟဖို့ပုံကဘာ900အဝိဟာကဘာ1000 2000 4000 8000တို့တက်သွားတယ်အရူပဗျမတွေကတော့2000 4000 6000 8000 4000တဲ့ကဘာပေါင်းရာကဘာပေါင်း8400ဆိုတော့နေရောပေါ့ဟာအရူပဗျမသွားချင်းပယ်တော့မှမသိဘူးလို့ထင်ရတယ်တဏိကြတော့မသိဘူးလားသိချင်တာပဲသိတော့လည်းပြန်ဆင်းတာပဲအောက်ကိုနော်အဲ့တော့အကြာကြီးသွားနေပြီးတော့လည်းနောက်ပြန်ဆင်းလာတော့ဖ
ဘာမှမထူးပြန်ဘူးပေါ့ဗျာကဲကောင်းပြီအဲ့တော့ဆရာတို့နတ်ပြည်ပြန်မာရီကတက်တန်ပြောလို့ပြီးပြီဆိုတော့စာမျက်နှာ149မှာကဘာပြက်ပုံကလေးပြီးထားပါတယ်မိဖြတ်ပြီးတော့ကဘာပြက်တဲ့အခါပရမဇန်3ပုံထိပြက်မိ9ကြိမ်ဖြတ်ပြီးတော့10ကြိမ်မြောက်ရေဖြတ်ပြီးတော့ကဘာပြက်တယ်အဲ့ဒီခါဒုတိယဇန်3ပုံထိပြက်တယ်အဲ့ဒါလို့မိ9ကြိမ်ရေ1ကြိမ်အလှည့်ကြိမ်တိုင်းကဘာ63ကြိမ်ပြက်ပြီးတော့64ကြိမ်မြောက်တဲ့အခါလီဖြတ်ပြီးတော့ကဘာပြက်မယ်အဲ့ဒီခါတတ္တရဇန်3ပုံထိပြက်တယ်ကဘာပြက်ပုံကိုဒီလက်ရဘက်မှာဆရာတို့ဒီဇာတ်မှာနည်းနည်းပေါ်ပြထားပါတယ်မီးက9ကြိမ်ထိဖြစ်သွားမယ်မီးဖြက်ရင်ပရမဇန်3ပုံဆိုဒီပုံထိအားလုံးပြက်10ကြိမ်မြောက်မှာရေဖြက်ပြီးတော့ကဘာပြက်တယ်အဲ့ဒီခါကျတော့ဒုတိယဇန်3ပုံနော်ပြက်ပါပြီးတော့64ကြိမ်မြောက်ရောက်တဲ့အခါလီဖြက်ပြီးတော့ကဘာပြက်တယ်အဲ့ဒီခါကျတော့တတိယဇန်3ပုံထိကဘာပြက်အဲ့တော့ကဘာပြက်တော့မယ်ဆိုရင်အဲ့ဒါနှစ်1000လောက်နော်ကြိုတင်ပြီးတော့လောကပါဠနတ်တွေကဘာကောက်နတ်တွေကကျွေးကြော်တယ်ကဘာပြက်တော့မယ်ကဘာပြက်တော့မယ်တီလာဆောက်ထင်းကြဘာဝနာပွားကြဆိုတော့အဲ့ဒါလို့သူတို့ကနော်ကျွေးကြော်တော့လူတွေကကြောက်လာပြီးတော့တီလာဆောက်ထင်းဘာဝနာပွားပေါ့ဗျာအဲ့တော့ပရမဇန်ထိဘုံထိပြက်မယ်ဆိုရင်ဒုတိယဇန်ရအောင်တော့အာထုတ်ပေါ့ဒုတိယဇန်အထိကဘာမိလောင်မယ်ပြက်မယ်ဆိုရင်တော့တတိယဇန်ရတဲ့ထိအာထုတ်ပေါ့လေအဲ့ဒါလို့နော်အာထုတ်ကြပါတယ်တဲ့အဲ့တော့ဆရာတို့တွေကျင်နေခဲ့ရတဲ့တန်တရားဘယ်တော့ရှိတယ်အနမတ္တကတန်တရားဆိုတာအစမချင်ဘူးပြောတယ်အဲ့တော့ဆရာတို့ကဘာပေါင်းမြောက်များစွာအသက်ရှိခဲ့ပြီးဖြစ်ဒါကြောင့်ကဘာပြတ်တဲ့အချိန်နဲ့လေကြုံခဲ့ရမှာပါအဲ့ဒါလိုအခါမျိုးကြောက်အားလာအားနဲ့အဲ့ဒါအထုတ်လို့ဟိုးဒုက္ခဇံပုံထိရောက်တဲ့အခါလည်းရှိမှာပါနော်ဒါမဆိုးပါဘူးကြအထက်ပုံနဲ့လည်းရောက်ဘူးမှာပါဟိုးအဝီစိလည်းပဲအချိန်ချင်းရောက်ဘူးမှာပါဗျာအဲ့ဒါနောက်တစ်ချိန်ပြန်မရောက်ဘူးပဲကြီးကြီးပါတယ်နော်ကဲဆရာတို့ကမ္မစုတ္တကံ၄မျိုးအကြောင်းပြောနောက်အခုဒီကဇရာကကံ၄မျိုးကနောက်ကိုဖတ်လို့ရတယ်စာမျက်နှာ150ကဇရာအောက်ကခေါင်းစဉ်ကလေးကြည့်လိုက်ကံကိစ္စကမ္မစုတ္တပြုလုပ်မှုကိစ္စအစွမ်းအားဖြင့်ကံ၄မျိုးမြတ်စွာဘုရားခွဲပြတယ်ကဲဖတ်ကြည့်မယ်ဗျဇဏကကံပရိသန္တိအကျိုးနှင့်ပဝတ္တိအကျိုးတို့ကိုကိုယ်တိုင်ဖြစ်စေတတ်သောကံပရိသန္တိစိတ်ဥပတ္တခိုက်ကိုပရိသန္တိကာလပရိသန္တိစိတ်ထီမသုတိစိတ်တို့အကြာရှိကာလကိုပဝတ္တိကာလလို့ခေါ်တယ်အဲ့ဒီကာလသတ်မှတ်ပုံလေးနည်းနည်းဆရာတို့မှတ်ထားဖို့လိုတယ်နောက်ဆရာတို့ပရိသန္တိစိတ်ဒီဘဝကိုစတင်တာပရိသန္တိစိတ်နဲ့စပါတယ်အဲ့ဒီပရိသန္တိစိတ်ဥပတ္တခဏကလေးနော်ဒီခဏငယ်ဒီတစ်ချက်ပဲဥပတ္တခိုက်ကလေးကိုပဲအဲ့ဒါကိုဘာခေါ်လိုက်လဲပဋိသန္တိကာလပရိသန္တိတည်တဲ့ကာလလို့ခေါ်လိုက်အဲ့ဒီပရိသန္တိစိတ်ထီရောက်တဲ့အချိန်ကနေစပြီးတော့တည်တဲ့အချိန်အဲ့ဒါကိုတော့ပဝတ္တိကာလအသက်ရှင်စေကာလလို့ယူဆနိုင်တယ်အဲ့တော့ပရိသန္တိကာလမှာပေးတဲ့အကျိုးကိုအဲ့ဒါပရိသန္တိအကျိုးလို့ခေါ်တယ်ဒီအကျိုးကဘာအကျိုးလဲယုတ်နာမယ်ဇာတို့ကကံကနေပြီးတော့ဒီဘဝဖြစ်အောင်ကြိုးပေးလိုက်ရင်ဘာကိုဖြစ်အောင်ကြိုးပေးမလဲယုတ်နဲ့နာမယ်နော်ဇာတို့ပရိသန္တိစပြီးမှဖြစ်တဲ့အဲ့ဒီယုတ်နံကိုပရိသန္တိအကျိုးလို့ခေါ်တယ်ဟောနောက်ဆက်ပြီးတော့ယုတ်နံဆက်မဖြစ်ဘူးလားဖြစ်ရတယ်မဖြစ်ရင်ဇာတို့သေသွားမှာကိုအဲ့ဒါကိုကြတော့ဘာလို့ခေါ်လိုက်လဲပဝတ္တိအကျိုးလို့ခေါ်တယ်ဒါလို့ဆိုရင်ပရိသန္တိအကျိုးပရိသန္တိယုတ်နံရောပဝတ္တိယုတ်နံရောဆက်ဖြစ်စေနိုင်တဲ့ကံလေးအဲ့ဒါအားကြီးတဲ့ကံပဲဒါဇဏကကံဘဝတစ်တစ်ခုကိုဖြစ်စေနိုင်လောက်အောင်အားကြီးတဲ့ကံမျိုးဒါဇဏကကံနော်ကဲအောက်ကနံပါတ်2ကိုကြည့်ဥပထမကကံဇဏကကံကိုထောက်ပပြုတဲ့ကံနံပါတ်3ဥပပီလကကံဇဏကကံရဲ့အကျိုးကိုအားနည်းအောင်ဖိနှိပ်တတ်တဲ့ကံအဲ့တော့အဲ့ဒီကံနှမျိုးကလည်းဆရာတို့စီမှာလိုက်နေမှာဖြစ်တယ်အဲ့တော့မနေ့ကဆရာကံနမိတ်ချင်းပုံတွေမနေ့ကဝီထိမရှင်းခင်ဆရာနည်းနည်းရှင်းခဲ့တာရှိတယ်ဟုတ်တယ်ပေါ့လားအဲ့တော့ကံဆိုတာဘာလဲနော်ကံဆိုတာကမ္မပေါ့လေပါဠိမူရင်းကတော့ကမ္မဆရာတို့ကကံလို့ခေါ်လိုက်တယ်ကမ္မကအလုတ်ပဲအလုတ်ဆိုတော့က3မျိုးလုတ်နိုင်တယ်နော်ဒါကိုယ်နဲ့လုတ်တဲ့လုတ်ကာယကံနှုတ်ပြောဆိုအမိတ်ပေးပြီးတော့လုတ်တဲ့လုတ်ဝစီကံစိတ်နဲ့ကြံတွေးတော့မေတ္တာပွားတယ်နော်ဘာဝနာပွားတယ်ဒါမျိုးကြတော့ဆရာတို့ကမနောကံလို့ခေါ်တယ်အဲ့ဒီအလုတ်3မျိုးကံ3မျိုးပေါ့
အဲ့တော့ကိုယ်ရဲ့နှုတ်ရဲ့စိတ်နဲ့လှုပ်တယ်အဲ့တော့ကိုယ်နဲ့နှုတ်ကသူ့လိုလှုပ်လို့မရဘူးစိတ်ကလှုပ်ရှားခိုင်းမှသူကလှုပ်တာပဲဒါလို့ဆိုရင်ဒီစိတ်ဒီအလုပ်အားလုံးကိုလှုပ်တာဘာလို့လဲစိတ်ကလှုပ်တာပဲမူရင်းကအဲ့ဒီစိတ်မှလည်းပဲတကယ်ပင်တိုင်းနော်ကြောက်ကြတန်ဝန်ယူပြီးတော့အလုပ်လုပ်သွားတာဘာလို့လဲစေတနာလို့ကျွန်တော်တို့အရင်တစ်ခါရှင်းခဲ့တယ်ဗျာဒါတော့စေတနာဟံဘိက္ခဝေကမ္မံဝါဒာမိစေတနာကိုကံလို့ငါဖရာသတ်မှတ်တယ်ဒါခေါင်းခောက်ပြီးတော့ပြောတာဟုတ်အဲ့ဒီစေတနာကကံပဲဒါလို့ပြောလိုက်တယ်အဲ့တော့စေတနာကတစ်လုံးနဲ့သူဖြစ်လို့မရဘူးဒီစိတ်နဲ့ပေါင်းပြီးတော့ပဲသူဖြစ်ရတာကိုအဲ့တော့ဒီစေတနာနဲ့တကွာဒီစိတ်တစ်ခုလုံးကိုသင်္ခါရလို့ဇာတို့ခေါ်လိုက်တာများတယ်နော်သင်္ခါရလို့ခေါ်ပြောအဲ့ဒီစိတ်ချုပ်သွားတော့ကံစွမ်းတတ်တိကလေးကျမ်းနေတယ်အဲ့ဒါကိုကမ္မတတ္တိလို့ဇာတို့ခေါ်လိုက်တယ်အဲ့ဒီကမ္မတတ္တိကမျိုးစိနဲ့တူတာဇာတို့ညောင်မင်းတမင်းညောင်စိသေးသေးကလေးဗျာကြည့်လိုက်ရင်ဟုတ်လားမုံမြင့်စိတာတာလေးပဲအဲ့ဒါလေးကနေပြီးတော့ကြည်စမ်းပါညောင်မင်းကြီးဖြစ်နေအောင်သူ့မှာစွမ်းရည်တတ္တိရှိတယ်အဲ့တော့ဘုန်းကကံတတ္တိကလည်းအဲ့ဒါပဲဇာတို့မှာနော်ဒီကံတတ္တိတွေကဒါကဇာတို့နန္တရားကိုဗျနန္တရားဆိုအကောင်ထည်မရှိဘူးအကောင်ထည်မရှိပေမဲ့ဒီအစွမ်းတတ္တိကမရှိဘူးလားဆိုရင်ရှိတယ်ဒီအစွမ်းတတ္တိတွေနော်ဇာတို့သိပ္ပံမှာဒီအလင်းကအကောင်ထည်မရှိဘူးဒါပဲဒီအလင်းဒီဖိုတွန်တွေနဲ့ဖွဲ့စည်းထားတယ်လို့ဒါသိပ္ပံကဒါလိုယူဆတယ်အဲ့ဒါအလင်းစုကလေးတွေပေါ့ဒါဖိုတွန်လို့ခေါ်တယ်အလင်းပုံကလေးတွေလို့ပြောလိုက်ဒါလည်းဒီတိုင်းပဲဒီကံကစိတ်စေတနာတွေပဲနော်တို့ရဲ့စွမ်းရည်တွေပဲအဲ့ဒါလည်းစွမ်းရည်စွမ်းအင်စုအနေနဲ့သူကရှိတာကိုဒီတတိကလေးတွေကဒီတတိတွေကစိတ်အစဉ်မှာမြုပ်ထားတယ်ဆိုတော့ဒီစေတနာကံတွေကပြန်ပြီးတော့ကျိုးပြီးရင်စိတ်ထဲမှာပေါ်လာရင်ဟိုတုန်းကဖြစ်တဲ့စိတ်မျိုးကပြန်ဖြစ်တာကိုကဲဗျာအဲ့ဒီကံကလည်းပဲကိုကမျိုးစိကနေညောင်ပင်ပေါက်လာတယ်လို့ပဲဒီကံတွေကလည်းပဲယုံနာနေပေါက်ပြီးတော့ဘဝအသစ်တစ်ခုတစ်ခုဖြစ်အောင်ကအကျိုးပေးနိုင်တယ်အဲ့တော့ဆရာတို့ဒီမှာလိုက်ပါနေတဲ့ကံတွေဘယ်လောက်များလဲနော်အဲ့ဒီကံတွေအများကြီးရှိတဲ့ဟာကိုမြတ်စွာဘုရားဟေ့ဘေကံကဘေအချိန်မှာဘယ်လိုအကျိုးပေးနေဆိုတဲ့ဟာကိုတော့ဒါမင်းတို့သိဖို့ဆိုတာမလွယ်ဘူးဒါအစိမ့်တရားဒါလူတွေတမန်လူတွေမသိနိုင်တဲ့အကြောင်းဒါမြတ်စွာဘုရားတို့ပဲသိနိုင်တဲ့အကြောင်းပေါ့အဲ့တော့လူတွေလည်းပဲအသေးစိတ်မသိပေမဲ့အကျမ်းသိအောင်လို့အခုဟောနေတာနော်အဲ့တော့မင်းတို့စိတ်ထဲမှာလိုက်ပါနေတဲ့ဒီကံတွေအများကြီးကိုဟေ့ငါလေးစုခွဲပေးမယ်ဟောဇာနကကံအမိရတဲ့ကံတွေဟာဒါအားကြီးတဲ့ကံတွေဒါတွေကဘဝတစ်ခုတစ်ခုအကျိုးပေးနိုင်အောင်အားကြီးတဲ့ကံတွေပြီးတော့အခုနံပါတ်1နဲ့3ဥပဋ္ဌံပကကံဥပပိလကကံဒီနှစ်ကံတွေကြတော့ဘဝတစ်ဖြစ်အောင်တော့တို့အကျိုးမပေးနိုင်ဘူးနော်ဇာနကကံကဘဝတစ်ဖြစ်အောင်အကျိုးပေးပြီးထားရင်တို့ကဘာလုပ်လဲလိုက်ပြီးတော့အကျိုးပေးတာဝိုင်းပြီးတော့အကျိုးပေးတယ်နော်ကိုတွက်ချက်ထားလေးကနည်းနည်းပါးပါးတိမ့်ဆောင်တာရှိသွားတာကိုဟာကိုလိုချင်တဲ့ပတ်လန်းကိုမရောက်ဘူးဆိုရင်ဘာလုပ်ရလဲအဲ့ဒီဒုံးရင်မှာကွန်းကတို့ကဒုံးရင်ကလေးတွေတတ်ထားတယ်အဲ့ဒီကောင်ကိုပြစ်ဖောက်လာတာပြစ်ဖောက်လိုက်ပြီးတော့မှလမ်းကိုနည်းနည်းလေးတို့ပြောင်းအောင်ကလုပ်ရတယ်ပြန်ညှိရတယ်အဲ့ဒီသဘောပေါ့ဒီကောင်တွေကတော့ကွန်းကပင်မကံတော့မဟုတ်ဘူးပေါ့ဥပဋ္ဌံမကဥပပိလကဒါမဲ့ဆရာတို့ကဘယ်ဘဝပဲရောကွန်းကစိတ်အစဉ်ကမပြတ်ဘူးစိတ်အစဉ်မပြတ်ဘူးဆိုတော့ဒီကံအားလုံးကလိုက်မပါနေဘူးလားလိုက်ပါနေတာပဲပြီးလို့မရဘူးဗျာသူလိုက်နေတာပဲအဲ့တော့လိုက်ပါနေတယ်ဆိုတော့ကုသိုလ်ကံတွေလည်းလိုက်နေတယ်အကုသိုလ်ကံတွေကလိုက်နေတယ်အဲ့တော့ကုသိုလ်ကံတွေကလည်းသူကကျိုးပေးပြီးရတဲ့နေရာသူကဝင်ပြီးအကျိုးပေးသွားတယ်အကုသိုလ်ကံကလည်းအကျိုးပေးပြီးသာတဲ့ခါကျရင်သူကလည်းအကျိုးပေးသွားတယ်အဲ့တော့ကုသိုလ်ကံတွေအဲ့တော့အကျိုးပေးတယ်ဆိုရင်ဟာကိုဘာပဲလို့အဆင်ပြေနေတယ်စီးပွားရေးတိုးတက်နေတယ်ယာတူးတွေတိုးတယ်နော်အဲ့ဒါတခါတည်းချမ်းချမ်းသာသာနေရတယ်သုလတ်တွေရတယ်ပါတယ်အဲ့ဒါဆိုရင်တော့အဲ့ဒါကောင်းနေတာပေါ့ဒါဥပဋ္ဌံပကကံတွေကထောက်ပတဲ့သဘောပဲပြီးတော့ဥပပိလကကံအကုသိုလ်ကံတွေကျိုးပြီးပြီဆိုရင်တော့ဘာဖြစ်ပြီလဲဟာဘာပဲလို့ရှုံးတာပဲဘာပဲလို့အဆင်မပြေဘူးဟာတော့ကြောင်မှာပြက်စီးပြန်ပြီဆုံးရှုံးပြန်ပြီသေကြပြန်ပြီကိုယ်ဆွေမျိုးတွေထဲကနော်သားသမီးတွေထဲကသေကြတယ်ဆိုတော့အဲ့ဒါကြတော့ဆရာတို့ဘာပြောလဲဟာငါခံသိမ့်လိမ့်နေပြီအဲ့တော့ဆရာတို့ကအဲ့ဒီလိုက်ပါနေတဲ့ကံတွေကလည်းအကျိုးပေးနိုင်တယ်လို့ဆရာတို့ဗုဒ္ဓဘာသာကမ္မဝါဒမှာအတိတ်ကံကိုကြီးပဲဆရာတို့အာမကိုဘူးနော်ကွာအတိတ်ကံဆိုတာကွန်းကားလို့ rocket ကနေပြစ်လွတ်လိုက်တဲ့မူလအားပဲအဲ့ဒီကံနဲ့ဒီဘဝဖြစ်လာပြီးပြီဒီဘဝမှာအဲ့ဒီကနေထိန်းလို့ကတော့အခုနောက်ဆက်အဲ့ဒီ rocket ကလေးတွေကိုကြိုက်တယ်လို့ထိန်းသွားလို့ရတယ်ဒါအဲ့ဒါပစ္စုပန်ကံကအရေးကြီးတာပဲဒါဒီပစ္စုပန်မှာကကံကုသိုလ်ကောင်းမှုတွေများများလုပ်ကိုအရေးကြီးတယ်လုပ်ရင်တော့သူကဒါကြီးပွားတိုးတက်ဖို့များပါတယ်
ကဲနောက်တစ်ခါဥပဂါရကကံကဘယ်လိုကံလို့ဇာနကကံအကျိုးပေးထားတဲ့ဝိပက်နမက်ခန္ဓာနဲ့ကတ္တတာယုတ်အစဉ်ကိုဖြတ်ပြီးမိမိအကျိုးကိုပေးတတ်တဲ့ကံအဲ့ဒါလေပါဠိဒီကျမ်းဂန်တွေမှာပါနေလို့ဒါကိုနော်အဓိပ္ပာယ်သိအောင်လို့ဆရာတမင်ထည့်ထားတာဝိပက်နမက်ခန္ဓာဆိုတာဘာကိုပြောတာလဲဝိပက်ဆိုတာကံရဲ့အကျိုးပေါ့ဗျာနမက်ခန္ဓာဆိုတာနာမ်ခန္ဓာ၄ပါးကိုပြောတာပဲနာမ်ခန္ဓာ၄ပါးဆိုတာကဝိပက်စိတ်နဲ့ရှင်ဘက်စီတသိက်တွေပေါ့ဗျာဝိပက်စိတ်ကိုခန္ဓာဖွဲ့ရင်ဒါတို့ကဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တာကိုစီတသိက်တွေခန္ဓာဖွဲ့ရင်ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဆိုအဲ့ဒီနာမ်ခန္ဓာ၄ပါးကိုဝိပက်နာမ်ခန္ဓာ၄ပါးလို့ခေါ်ပါတယ်အဲ့တော့ရှားတို့ကပရိသန္တိလာတည်ရင်တော့ဝိပက်စိတ်နဲ့လာဖြစ်တာကိုဝိပက်စိတ်ရဲ့ရှင်ဘက်စီတသိက်တွေနာမ်ခန္ဓာ၄ပါးလာတာပေါ့ပြီးတော့ကတ္တတာယုတ်ဆိုတာကကမ္မဇယုတ်တဲ့ကံကြောင့်ဖြစ်တဲ့ယုတ်နဲ့ဥဒုဇယုတ်ဥဒုကြောင့်ဖြစ်တဲ့ယုတ်နှစ်မျိုးအပေါင်းကိုကတ္တတာယုတ်လို့ခေါ်ပါတယ်အဲ့တော့ဥပဂါရကကံကအာကြီးတဲ့အဖြက်ကံပေါ့ဗျာအဲ့တော့ဇနကကံကျိုးပေးတာဒီဇနကကံဖြတ်ပြီးတော့သူ့အကျိုးသူပေးသွားတယ်ဆိုအဲ့ဒါဘဝသစ်ပြောင်းသွားတာပဲရုပ်တရက်ကားတိုက်ပြီးတော့သေတယ်နော်လှီနစ်ပြီးတော့သေတယ်ဆိုအဲ့ဒါဥပဂါရကကံဖြတ်တယ်လို့ခေါ်ပါတယ်ကဲအဲ့ဒီနည်းနဲ့ကံ၄မျိုးဒါနော်ကိစ္စပြုလုပ်မှုကိစ္စအစွမ်းနဲ့ကံ၄မျိုးခွဲတယ်ဟောအခုတခါပါကဒါနပရိယာယကမ္မစုတ်ကအကျိုးပေးတဲ့အလှည့်ကျင်အားဖြင့်ကံတွေကို၄မျိုးခွဲဂရုကကံစုကြည်ကြီးအခြားမဲ့၌အကျိုးပေးမြဲဖြစ်တဲ့အလွန်အားကြီးတဲ့ကံကဲဘယ်လိုကံနေလဲအောက်မှာပြထားတယ်ပင်စာနံတရိယကံပင်စဆိုတာ၅ပါးအနန္တရိယပေါ့ဗျာစာဆိုရင်တော့အနဲ့ပေါင်းထားတာပင်စနဲ့အပေါင်းထားတာအနန္တရိယဆိုတာအနန္တကျေးဇူးရှင်၅ဦးကိုပြည့်မှန်းမိတဲ့ကံတွေဗျာဘယ်ကံတွေလဲအဲ့ဒါငယ်အားဖြင့်ကြီးရပြောသွားရင်အဖေတတ်တဲ့ကံအမေတတ်တဲ့ကံယဟန္တာတတ်တဲ့ကံဖယားသွေးစိမ့်တီအောင်လုပ်တဲ့ကံတန်ဃာသင်ခွဲတဲ့ကံဒီအကြီးသေးကြလို့သွားတာကဲနောက်တစ်ခါနိယတမိစ္ဆာဒိဋ္ဌိတဲ့နိယတခိုင်မြဲတဲ့မိစ္ဆာဒိဋ္ဌိကအယူလွဲကြီးပေါ့ဗျာအဲ့ဒီအယူလွဲကအခြေခံအဖြစ်ပြောရင်တော့ကံအကျိုးမရှိဘူးလို့ဒါတကယ်ဆွဲမြဲမြဲကြီးယုံထားတဲ့လူတွေကံကိုပယ်လိုက်တဲ့ဟာမျိုးအဲ့ဒါလို့ဒီအယူမှားကြီးကိုဆွဲမြဲမြဲလက်ကင်ထားတဲ့လူတွေသေရင်လည်းပဲအဲ့ဒီကံအကျိုးပေးမှာပဲတဲ့တခြားကုသိုလ်ကိုသူ့ကိုတောင်းမှုတွေရှိရင်လည်းမကင်နိုင်ဘူးအဲ့တော့ဘယ်ကိုသွားကြမလဲစပေရှင်ငရဲတယ်ဗျာအဲ့ဒီလူတွေအတွက်နော်ဟုတ်လားအဲ့တော့စပေရှင်ငရဲလို့ဘာဖြစ်လို့ပြောလဲဆိုရင်သူကဟိုလောကံတိတ်ငရဲဆိုတာကိုဗျာအမြဲမှောင်နေတဲ့ငရဲဟောဒီကဘာကြီးမိလောင်တော်မှတခြားကဘာရွှေ့ပြီးတော့ဆက်ငရဲခံရတယ်ဒါစပေရှင်ငရဲဗျာဒီနော်ကဲနောက်တစ်ခါသာတို့ကုသိုလ်ကောင်းမှုဘက်ကပေါ့ဗျာအားကြီးတဲ့ဂရုကကံမြည်ရတဲ့အားကြီးတဲ့ကံနဲ့ဘယ်ကံနေလဲမဟက်ကုတ်ကုသိုလ်ကံအဲ့ဒါဇံကုသိုလ်ကံတွေပြောတာတောက်ချားရူပဝါစဇံတစ်ပါးလောက်ရထားရင်အဲ့ဒီဇံမပြတ်အောင်ကိုထိန်းနိုင်တယ်ဆိုရင်ဗျာအားကိုးရတယ်သေရင်ဒီဇံကကျိုးပြီးဗျာမာသွားဖြစ်မှာဗျာနော်ဒါအားကိုးရတယ်ဒါဘဟက်ကုတ်ကုသိုလ်ကံသို့မဟုတ်လောကုတ္တရာကုသိုလ်ကံဆိုတာမက်ပေါ့ဗျာမက်စိတ်ရထားတဲ့လူကဒါသူကမဲ့ရဲ့ကျိုးဖို့ဖြစ်လာပြီးရင်သူကသောတာပန်အနည်းဆုံးသူဖြစ်ပြီလေဗျာဒါဆိုရင်အပေတကားပိတ်ပြီသူသိရင်အပေဘယ်တော့မှမကြတော့ဘူးနော်ဒါဆိုရင်ဘဝအာမခံချက်မရသွားဘူးလားရတယ်အဲ့တော့နိဗ္ဗာန်ရဲ့ချမ်းသာကိုလည်းအလိုရှိတဲ့အချိန်မှာသူကဖိုးဝင်စားပြီးတော့ခံစားနိုင်တယ်အဲ့တော့အလွန်ဆုံးသူကကာမဘုံမှာခုနှစ်ဘဝပဲအဲ့တော့ယဟန္တာဖြစ်ပြီးတော့သူကနိဗ္ဗာန်ဝင်ပြီကဲကောင်းပြီနံပါတ်2ကိုဆက်သွားအောင်အာသနကံသုတေခာနီလောလောဆယ်၌ပြုအပ်သောကံသို့မဟုတ်ရှေးကပြုခဲ့ပြီး၍သေခာနီ၌အောင်းမိအပ်သောကုသိုလ်အကုသိုလ်ကံအဲ့တော့ဆရာတို့စီမှာအခုဂရုကကံရှိသလားလို့မေးရင်နော်ဆရာတို့စီမှာမကောင်းတဲ့ဂရုကကံတွေလည်းမရှိကြပါဘူးခုနကဇံကုသိုလ်ကံတို့နော်မဲ့ကုသိုလ်တို့ရောရှိပြီလားဆိုရင်မရှိသေးဘူးဆိုရင်တော့အဲ့ဒါဆရာတို့စီမှာဂရုကကံမရှိဘူးမရှိရင်ဘယ်ကံအားကိုးရမလဲအာသနကံပဲနော်ဆရာတို့သေခါနီးကပ်ပြီးတော့လုတ်တဲ့ကံနဲ့တော့အနိကနေနဲ့သူကအားကောင်းတာပေါ့လေအနိကနေနဲ့သူကလွှမ်းမိုးမှုရှိသွားတာကိုဒါတော့သေခါနီးလုတ်တဲ့ကုသိုလ်အကုသိုလ်ကံကသူကအကျိုးပေးပြီးသာသွားနံပါတ်3ဆရာတို့ဆက်သွားအောင်အာစိဏကံတဲ့အမြဲမပြတ်လေးလာပြုလုပ်အပ်သောကုသိုလ်အကုသိုလ်ကံ
တကြိမ်ပြုလုပ်ပြီးနောက်အမြဲမပြတ်ဆင်ခြင်အောက်မိအပ်သောကံကိုအာစိဏကံလို့ခေါ်တယ်အခုဆရာတို့ကမသိသေးဘူးဆိုတော့ဆရာတို့အားကိုးရမှာကဒီအာစိဏကံပဲအဲ့တော့မသေးခင်ကြိုတင်ပြီးတော့ပြင်ဆင်ထားမှာဗျာနော်နမုတ်သေးမှဆိုရင်တော့နောက်ကျသွားပြီဒါကြောင့်ဆရာတို့ကသိရေးကြီးတယ်ကြိုတင်ပြင်ဆင်ထားအဲ့တော့အာစိဏကံဖြစ်ဖို့ကကွာသူပြောတာကနော်ကောင်းတဲ့ကုသိုလ်ကံတစ်မျိုးမျိုးကိုအမြဲမပြတ်ဝတ်ထားပြီးတော့မှန်မှန်လုပ်သွားတာနိစ္စပတ်ကုသိုလ်လို့ခေါ်တယ်ကဲအဲ့ဒီအာစိဏကံမရှိရင်နံပါတ်၄ဘာလာပလဲကတ္တတာကံတဲ့အထက်ပါက၃ပါးဖြစ်လို့မရောက်တတ်ပဲသာမန်ပြုလုပ်ထားတဲ့ကံအဲ့တော့သာမန်ပြုလုပ်တယ်ဆိုပြီးမြင်နော်ဆရာတို့အခုလိုလုပ်ထားတဲ့ကံလေးပေါ့ဆိုပါတော့အခုဆရာတို့ပြီးတော့မှသင်္นานအခုတက်နေကြတယ်ဆရာတို့ပြီးတော့မှပို့ချနေအခုဆရာတို့လုပ်နေတဲ့ကုသိုလ်ကံနည်းတဲ့ကုသိုလ်ကံမဟုတ်ဘူးဒါအင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကံဒါပေမဲ့တော်ကြတော့အမှတ်တမဲ့နေတော့ဘာဖြစ်သွားလဲပြန်မေ့ကုန်တာအဲ့ဒါပြန်မေ့နေသတိမြသေခါနီးမှဒီကံကသတိရတော့သူအကျိုးပေးသွားတယ်ဗျာအဲ့တော့ဆရာတို့အဲ့ဒီကတ္တတာကံကဘုန်းကလို့တော်တော်အားကြီးတဲ့ကံဆိုပြီးတော့လည်းပဲကိုမေ့နေတဲ့ကံပေါ့အဲ့တော့သေခါနီးမှဒီကံကတခုခုသွားသတိရလိုက်ရင်ဒီကံကိုဘာကံမဆိုမဖြစ်နိုင်ဘူးလားအဲ့ဒါမျိုးကြရင်ကိုယ့်ရဲ့လာရဂတိကသိကြပါဦးမလားမသိကြတော့ဘူးအကုသိုလ်ကံတွေတော်တော်များများသွားပြီးတော့သတိရမိမှာရှိတယ်အထူးသဖြင့်ဆရာတို့လောဘတဏှာကအာမကြည့်ဘူးလားအဲ့တော့သားသမီးတွေလည်းကတတ်မဲ့တွေ့ကိုယ့်ရဲ့ပစ္စည်းဥစ္စာလည်းတတ်မဲ့တွေ့တာနေတယ်အဲ့ဒါသေခါနီးအဲ့ဒီပစ္စည်းဥစ္စာတွေသားသမီးတွေစီစိတ်ရောက်သွားရင်ဒါလောဘကနော်ရီလာမြောင်းပြီးလှုပ်လိုက်ရင်အဲ့ဒါသေသွားရင်တော့ဥစ္စာသောက်တော့ဖြစ်ရင်ဖြစ်မှာပေါ့ဗျာအဲ့ဒီဥစ္စာမှာလည်းဒီကုငါလို့ဟုတ်လားအိမ်မြောင်နေပါတွေသွားဖြစ်ခြင်းလည်းဖြစ်နေမယ်ပိုးဟသွားဖြစ်ရင်လည်းဖြစ်နေမယ်အဲ့တော့ငရဲတွေရောက်သွားရင်လည်းရောက်သွားလိမ့်မယ်ကဲကောင်းပြီဒီပရိယာပါကဒါနပရိယာယကာမစတုတ်တာကဲနဲ့အောက်ကတခါပါကကာလကာမစတုတ်တာသူကဘာဘလို့တို့အကျိုးပေးရာကာလအဖြစ်ကံတွေကို၄မျိုးတခါဖိတ်ပြတယ်ဗျာအဲ့တော့ခုနကတော့အစီအစဉ်တိုင်းပေါ့လေဘယ်သူကပထမအကျိုးပေးမယ်ဘယ်သူကဒုတိယအကျိုးပေးမယ်အခုဟာကအကျိုးပေးတဲ့ကာလဆိုတော့ဒီဘဝမှာအကျိုးပေးမလားနောင်ဘဝမှာအကျိုးပေးမလားဒါကိုပြောတာဟောနံပါတ်1ဒိဋ္ဌဓမ္မဝေဒနိယကံမျက်မှောက်ဘဝမှာအကျိုးပေးတဲ့ပထမဇောစေတနာနံပါတ်2ဥပပစ္ဆဝေဒနိယကံချမ်းမဲ့သောဒုတိယဘဝမှာအကျိုးပေးတဲ့သတ္တမဇောစေတနာနံပါတ်3အပရာပရိယဝေဒနိယကံမျက်မှောက်ဘဝနဲ့ဒုတိယဘဝတို့မှတပါတတိယဘဝမှစ၍အနာဂတ်နိဗ္ဗာန်ရသည့်ဘဝတိုင်အောင်အကျိုးပေးတတ်သောအလေဇော5ချက်စေတနာအဟောတိကံဆိုင်ရာကာလအားလျော်စွာအကျိုးပေးခွင့်မရကြတဲ့ဖြင့်သုံးသွားကြသောထက်ပါကံ၃ပါးအဲ့တော့ဆရာတို့မနေ့ကဝီထိကြောင်းသင်ခဲ့တယ်နော်ကုသိုလ်ကောင်းမှုပဲလုပ်မကောင်းမှုပဲလုပ်ကုသိုလ်ဇောအကုသိုလ်ဇောတွေ9ကြိမ်စောတယ်ဆိုတော့ဆရာတို့တွေ့အဲ့ဒီ9ကြိမ်ထဲမှာပထမဇောကအစရတယ်ဆိုတာသူကအာနည်းနေတယ်သူကအဲ့ဒီပထမဇောနဲ့ရှင်တဲ့စေတနာကဒီဘဝတင်အကျိုးပေးတယ်ဒါဒိဋ္ဌဓမ္မဝိဒနိယကံလို့ခေါ်တယ်အဲ့တော့ဆရာတို့ကဘုန်းကလို့ဖျားချစ်ခိုးတဲ့အချိန်ကလေးတစ်ချက်မှတင်ပဲနော်လက်တစ်ဖြစ်မှာဂရီသသိန်းဆိုဝီထိက9000လောက်ဖြစ်သွားနိုင်တော့ဟောအဲ့ဒီတစ်ချက်ဥချတဲ့အချိန်မှလည်းပဲဒီပထမဇောစေတနာကဂရီ9000လောက်သူမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပဲဗျဒါပြင်မဲ့ဒီဘဝမှာသူကကျိုးပေးပြီဒီဘဝမှာကျိုးမပေးဘူးဆိုရင်သူဘာဖြစ်သွားပြီလဲအဲ့ဒါအဟောတိကံသုံးသွားလိမ့်မယ်ဟိုတတ္တမဇောစေတနာသူလည်းနည်းနည်းအားနေတယ်သူကြတော့ဒုတိယဘဝမှာကျိုးပေးတယ်သူကိုဥပပစ္ဆဝေဒနိယကံလို့ခေါ်တယ်ဒုတိယဘဝမှာသူကကျိုးပေးတယ်အဲ့ဒါလည်းပဲဘုန်းကတော့ကံရဒီဒုတိယဘဝမှာကျိုးပေးဖို့ကံရအများကြီးမရှိနေဘူးလားရှားတို့စီမှာကွာကုသိုလ်လုပ်အကုသိုလ်လုပ်တဲ့အခါဒီတတ္တမဇောစေတနာတွေအများကြီးရှိနေတာပဲဒါပေမဲ့နောက်ဘဝဖြစ်အောင်ကံတကံကပဲကျိုးပေးသွားတယ်ဗျာကျန်တဲ့ကံတွေဘာဖြစ်သွားမလဲအဟောတိကံဖြစ်သွားအလေဇော5ကျဲနဲ့ရှင်တဲ့စေတနာကိုကြတော့ဘာခေါ်လိုက်လဲအပရာပရိယဝေဒနိယကံတော့အားလေးကြီးတယ်ဗျာလေဇော5ချက်ကနော်ဆရာတို့ဝီထိပုံဆရာတို့ဖြုတ်ထားတဲ့ပုံမှာဆရာတို့အရင်ပေးထားတာသူကနည်းနည်းမူသွားတာကိုဒီဇော9ချက်ကမောက်သွားတော့အလေဇော5ချက်ကပုံမမြင့်ဘူးလားပုံအားကောင်းတယ်အရေအတွက်ကလည်း9ဆပုံများတယ်အဲ့တော့အဲ့ဒီကံတွေကပုံများတာပေါ့ဗျာအဲ့ဒီကံတွေကြတော့သူကတတ္တယဘဝကနေပြီးတော့နိဗ္ဗာန်ရောက်တဲ့အထိအဲ့ဒါအကျိုးပေးသွားရောပဲဒါကြောင့်ကံတွေကအများကြီးဆိုတော့ဆရာတို့နိဗ္ဗာန်ရောက်တဲ့အထိဒီကံတွေကအကျိုးပေးနေမယ်ဆိုတာဆရာတို့သိပါနောက်တစ်ခုကပါကဌာနကမ္မစတုကအကျိုးပေးရဘုံဌာနအစွမ်းအဖြစ်ကံလေးမျိုးဖွဲ့
မအကုသိုလ်ကံတွေလှုပ်ထားရင်ဘယ်မှာကျိုးပေးမလဲဒီကံကျိုးပေးရင်အပေလေးပုံမှာပဲပရိသန်ကြီးကျိုးပဝတ္တိအကျိုးသွားဖြစ်မယ်ဆိုတော့ဒါအပေလေးပုံမှာဘဝအသက်သွားဖြစ်တာပေါ့ဗျာကာမကုသိုလ်ကံတွေလှုပ်ထားရင်ဘုန်းကရှားတို့မဟာကုသိုလ်စိတ်နဲ့ကံတွေလှုပ်ထားရင်ဒါရိုးရိုးဒါနသီလဘာဝနာလှုပ်ရင်ဒါကာမကုသိုလ်ကံခေါ်တဲ့ဒီကုသိုလ်ကံအကျိုးပေးရင်ဘယ်မှာပဲအဖြစ်မလဲကာမသုဂတိခုနှစ်ပုံမှာပရိသန်ကြီးကျိုးပဝတ္တိအကျိုးဒါဘဝသက်သွားဖြစ်ပါတယ်ရူပဝါစရကုသိုလ်ကံဒါရူပဇံကုသိုလ်တွေပေါ့ဗျာသူတို့ကအကျိုးပေးရင်ရူပပြန်မှာ16ပုံမှာဘဝသွားဖြစ်တယ်အရူပဝါစရကုသိုလ်ကံအရူပဇံကုသိုလ်တွေသူတို့အကျိုးပေးရင်အရူပပြန်မှာပုံမှာသွားဖြစ်ပါတယ်ဒါဒီကံကဘယ်မှာအကျိုးပေးနေဆိုတိတိကျကျနော်သူ့မှာတတ်တတ်မှတ်မှတ်ရှိတယ်ဒါကမ္မနိယမလို့ခေါ်တယ်ဗျာအဲ့ဒီနိယမကဇာတို့သိပ္ပံနိယမလို့ပဲအင်မတန်တိကျပံကမ္မကဲကမ္မ द्वार နဲ့ကံသုံးပါကံဖြစ်ရဖြစ်ကြောင်းဌာနကိုကမ္မ द्वार လို့ခေါ်တယ်ကာယ द्वार ကာယဝိညာဉ်ယုတ်လို့ခေါ်တဲ့ကိုယ်အမူအရာသူကိုယ်ဖြစ်ပြုလုပ်တဲ့ကာယကံရဲ့ဖြစ်ရဖြစ်ကြောင်းတဲ့အဲ့တော့ဆရာတို့အခုလက်လှုပ်ရှားရတယ်ဆိုတာကာယဝိညာဉ်ကိုယ်အမူအရာသူလို့ခေါ်တယ်နော်ချင်းရိုက်ရင်လည်းဆရာတို့လက်ကလေးလွှဲလိုက်တာပေါ့ဗျာဟုတ်လားမပြောစိတ်ကြီးကြဘိုးတွေညှက်တိုင်းလဲဒါလက်လေးနဲ့ပုတ်လိုက်တာပေါ့ဗျာတန်းလေးဆိုနေအောင်မယ်ဟုတ်လားလက်ကလေးတုပ်ပြီးတော့အဲ့ဒါကိုမူရာထူးနဲ့အဲ့ဒီကိုမူရာထူးနဲ့ကာယကံတွေလုတ်တော့ဒီကိုမူရာထူးတွေကိုကာယ द्वार လို့ခေါ်တယ်ကာယကံဖြစ်ဌာနပါဝစီ द्वार ဝစီဝိညာဉ်ယုတ်လို့ခေါ်တဲ့နှုတ်မူရာထူးဟောအခုနှုတ်မူရာနဲ့ဆရာတို့ကစကားပြောနေတယ်အခုဆရာတရားဟောနေတယ်ဆိုတော့ဒါကံလုတ်နေတာပေါ့အဲ့ဒီနှုတ်မူရာထူးဒီဝစီ द्वार လို့ခေါ်တယ်မနော द्वार ကစိတ်ချင်း89အခြေ121အဲ့ဒီစိတ်နဲ့ကြံစည်ပြုလုပ်တဲ့မနောကံရဲ့ဖြစ်ရဌာနကဲကာမ द्वार ကိုလိုက်ပြီးတော့ကံ၃မျိုးခွဲတာကတော့ကာယကံဝစီကံမနောကံကဲအောက်ကအကုသိုလ်ကံ10ပါးအပြစ်ရှိပြီးတော့မကောင်းကျိုးပေးတတ်တဲ့ကံကိုအကုသိုလ်ကံလို့ခေါ်တယ်ယုံညာတဲ့အကျင့်အမှုတွေဖြစ်လို့ဒုစရိုက်လို့လည်းခေါ်ပါတယ်ကဲအဲ့ဒီအကုသိုလ်ကံ10ပါးကိုကာယကံ3ပါးဝစီကံ4ပါးမနောကံ3ပါးလို့ခွဲပါတယ်ကာယကံ3ပါးကဘာတွေလဲပါဏာတိပါဒသရဘာသက်တတ်တယ်အဒိနာဒါနာသရဘာဥစ္စာကိုတယ်ကာမေသုမိစ္ဆာစာရကာမဂုဏ်တွေမှာကဲ့ရဲ့ထိုက်သွားရုပ်ရုပ်မှကြည့်ဝစီကံ၄ပါးမုသဝါဒမမှန်တာပြောတယ်ပိသုဏဝါစာဂုံချောတယ်သုဒဝါစာကြံတန်ဆဲရည်တဲ့စကားတမ္ဖပလာပါပိန်ချင်းကျိုးမရှိတဲ့စကားပြောတယ်မနောကံ၃ပါးအဘိဇ္ဇာသူတစ်ပါးရဲ့ဥစ္စာမတရားယူဖို့ကြံစီတယ်ဗျာပါဒသူတစ်ပါးရဲ့သက်စည်းစိမ်ဖြည့်စည်းဖို့ကြံတယ်မိစ္ဆာဒိဋ္ဌိကံကံအကျိုးကိုပယ်ပြီးတော့လွဲမှားစွာယုံကြည်တယ်ကဲအဲ့ဒီကံလေးဆရာတို့ကျူးလွန်ရင်လေဇာနကကံခေါ်တယ်အဲ့ဒါအားကြီးတယ်ဘဝတစ်တစ်ခုဖြစ်နိုင်အောင်အကျိုးပေးနိုင်တဲ့ကံတွေပဲဒါတော့တို့အကျိုးပေးရင်ဘာမှသွားဖြစ်မှာလဲအပေလေးပုံမှာသွားဖြစ်ရမှာအဲ့တော့ဆရာတို့ဇာမျက်နှာ155မှာနော်ဒုစရိုက်လွန်ကျူးတဲ့စိတ်ပါဏာတိပါဒသရဘာသက်တတ်တယ်သုသဝါစာဆဲကြီးတိုင်းထွာတယ်ဗျာပါဒသရဘာသက်စည်းစိမ်ဖြတ်ဖို့တတ်ဖို့ကြံစည်တယ်ဆိုရင်ဒါဘာစိတ်နဲ့ကျူးလွန်မလဲဒေါသမှုစိတ်ကာမေတုမိစ္ဆာစာရာကာမဂုဏ်တွေကိုမိုက်မှန်မှမဒိမ့်ကြည့်တယ်စသဖြင့်အဘိဇ္ဇာသရဘာပစ္စည်းမတရားယူဖို့ကြံတယ်မိစ္ဆာဒိဋ္ဌိအယူလွဲတယ်ဒါတွေကြတော့လောဘမှုစိတ်နဲ့ကျူးလွန်တယ်အဲ့တော့ကြံတဲ့အဲ့ဒီဒုစရိုက်တွေကိုတော့လောဘမှုစိတ်ဒေါသမှုစိတ်နှစ်ပါးလုံးနဲ့ကျူးလွန်နိုင်တယ်လို့ရှင်းပြထားပါတယ်ကဲအောက်ကသူစရိုက်10ပါးဆက်ကြည့်ပါကောင်းသောအကျင့်ကောင်းမှုကုသိုလ်ကိုသူစရိုက်လို့ခေါ်တယ်အပြစ်ကင်းတဲ့အမှုလုပ်ဟုသမျှကိုသူစရိုက်လို့ခေါ်တယ်ဒုစရိုက်10ပါးမှာရှောင်ကျင်ခြင်းဒီပင်သူစရိုက်10ပါးဖြစ်၏သူစရိုက်10ပါးကိုကုသလကမ္မပဋ္ဌ10ပါးလို့ခေါ်တယ်ဗျာအဲ့ဒါကုသိုလ်ကံမြောက်တဲ့နော်ဒါကံ10ပါးပေါ့ကုသိုလ်ကံမြောက်သွားတဲ့စဉ်ကုန်းကဇာနကကံဖြစ်ပြီးတော့ဒါဘဝအသက်ကိုအကျိုးပေးနိုင်တယ်သူစရိုက်10ပါးကိုကုသလကမ္မပဋ္ဌ10ပါးလို့ခေါ်ရင်ဒုစရိုက်10ပါးကိုဘယ်လိုခေါ်နိုင်လဲအကုသလကမ္မပဋ္ဌ10ပါးလို့ခေါ်နိုင်ပါတယ်အဲ့တော့56မှာသူစရိုက်10ပါးပြီးထားပါတယ်အဲ့ဒါတွေကစောစောကဒုစရိုက်10ပါးကိုရှောင်ကျင်ခြင်းတွေပဲဖြစ်ပါတယ်ဝိရတိဆိုတာရှောင်ကျင်ခြင်းပဲအဲ့တော့နော်မနောသူစရိုက်3ပါးဆရာတို့သွားကြည့်ရင်စောစောကအဘိဇ္ဇာကိုအခုဘာလို့ခေါ်လိုက်လဲအနဘိဇ္ဇာသရဝဥစ္စာမတရားရယူဖို့မကြံဘူးဗျာပါဒကိုအဗျာပါဒသရဝအသက်စည်းစိမ်ဖြည့်စည်းဖို့မကြံဘူး
မိစ္ဆာဒိဋ္ဌိကိုဘယ်လိုပြောင်းလိုက်လဲသမာဓိဋ္ဌိမှန်ကန်တဲ့အယူတယ်အဲ့တော့ဆရာတို့တွေဗုဒ္ဓဘာသာမှာနော်ကောင်းမှုမကောင်းမှုဆိုတာကိုတိတိကျကျဘုရားသတ်မှတ်ထားတယ်ဗျာဒုစရိုက်ကိုရှောင်ရမယ်အဲ့ဒါကအဓိကပေါ့ဗျာရှောင်လိုက်တာနဲ့ဒုစရိုက်10ပါးတခါတည်းဖြစ်သွားတာကဲပြီးတော့မှနောက်ထပ်ကောင်းမှုထပ်လုပ်ခြင်းတယ်ဆိုရင်စာမျက်နှာ159မှာပုံညကရိယာဝတ္ထု10ပါးပြီးထားတယ်ကောင်းတဲ့အကျိုးရဲ့တရားဖြစ်လို့ပြုတ်တိပြုတ်ထိုက်တဲ့ကောင်းမှုတွေကိုပုံညကရိယာဝတ္ထုလို့ခေါ်တယ်ကဲ1နဲ့3လေးဖတ်ကြည့်ပါဒါနာမိမိပစ္စည်းဥစ္စာကိုလှူဒန်းပေးကမ်းမှုသီလ5ပါး10ပါး10ပါးစသောသီလတို့ကိုထောက်တည်မှုဘာဝနာသမထဘာဝနာနှင့်ဝိပဿနာဘာဝနာတို့ကိုသိဖြတ်မှုအပဇာယနာအသက်သိက္ခာဂုဏ်ကြီးမြတ်သောသူတို့အားယူသည်မှုဝေယဝိစ္စယရဏ3ပါးမိဘဆရာတို့၏အမှုကိစ္စများနှင့်ကုသိုလ်ရေးကိစ္စများ၌ပါဝင်ဆောင်ရွက်မှုပတ္တိဒါနမိမိရသောကုသိုလ်အဖို့ကိုမျှပေးဝေမှုပတ္တာနုမောဒနာသူတော်ဘာပေးဝေသောကုသိုလ်အဖို့ကိုဝမ်းမြောက်ဝမ်းသာသာဓုခေါ်မှုဓမ္မသာဝနာသူတော်ကောင်းတရားနာကြားမှုဓမ္မဒေသနာလတ်လာဘမငဲ့ပဲသူတော်ကောင်းတရားကိုဟောကြားမှုဒိဋ္ဌိဇုကမ္မအယူကိုဖြောင့်မှန်စွာယူမှုအဲဒီပုံညကရိယာဝတ္ထု10ပါးကိုသဘောတူရာပေါင်းစုမယ်ဆိုရင်တဲ့ဒါနသီလဘာဝနာ3မျိုးပဲရတယ်ပတ္တိဒါနပတ္တာနုမောဒနာကိုဒါနဥစုတဲ့ထည့်အပဇာယနာနဲ့ဝေယဝိစ္စကိုတော့သီလဥစုမှာထည့်တယ်ဓမ္မသဝနာဓမ္မဒေသနာဒိဋ္ဌိဇုကမ္မတွေကိုတော့ဘာဝနာထည့်လိုက်အဲ့တော့ဒါနဥစုမှာ3ပါးရှိတယ်ဗျဒါဆရာတို့ဗုဒ္ဓဘာသာမှာကိုယ်ပစ္စည်းဥစ္စာကိုစွန့်လွတ်လှူဒန်းတယ်ဆိုရင်ဒါဒါနပြုတယ်လို့ခေါ်တယ်စွန့်လွတ်လိုက်တယ်ဆိုတော့ဒါလောဘကိုအနိုင်ယူလိုက်တယ်မစ္စရိယနှမျောတုတာအနိုင်ယူလိုက်တယ်ဒါလောဘစိတ်ဒေါသစိတ်နဲ့ကိုကဒါလှူလိုက်တယ်ဆိုတော့ကုသိုလ်စိတ်ဖြစ်လို့ကုသိုလ်ကံအကျိုးပေးတယ်ပြီးတော့ဆရာတို့ကုသိုလ်ကောင်းမှုလုပ်ပြီးရင်အမျှပေးဝေရမယ်ပတ္တိဒါနပြီးတော့သာဓုခေါ်ရမယ်ပတ္တာနုမောဒနာဒါဆရာတို့လှုပ်ရုပ်လှုပ်စင်ကဲအဲ့ဒီဆရာတို့ဒါနဥစုထဲကုသိုလ်ဆွမ်းအားပူကြီးတာအပဇာအဲ့ဒီသီလဥစုသီလဆောက်တည်တယ်ဆိုတာမဟာဒါနခေါ်တယ်ဗျာနော်သီလဆောက်တည်တယ်ဆိုတာသူကအသက်သတ်နိုင်တယ်ကွာမတတ်ဘူးဆိုတာအသက်ပေးလှူလိုက်တာနဲ့တူလို့ဒါမဟာဒါနခေါ်တယ်ဇီဝိတဒါနမျိုးပေါ့သူများပစ္စည်းမခိုးဘူးမဒိမ့်မကြည့်ဘူးဆိုတာချမ်းသာသာဘေးရန်ကင်းအောင်နေအောင်ကိုကလှုပ်ပေးလိုက်တော့အဘယဒါနလို့လည်းခေါ်တယ်ဘေးရန်ကင်းအောင်လှုပ်ပေးလိုက်တယ်အဲ့ဒါကိုပဲမဟာဒါနလို့ခေါ်တယ်ဒါကြောင့်5ပါးသီလကိုဆရာတို့ဗုဒ္ဓဘာသာဝင်တွေခါဖို့ပစိုးခဲ့တော့နော်မြင်းအောင်စောင်းလို့ဘုရားပြောအကျိုးကျေးဇူးသိကြီးလို့ဗျာအဲ့ဒီသီလနဲ့ထပ်တူကုသိုလ်အားကြီးတာအပဇာယနာကိုယ့်ထက်တရက်တမနဲ့အသက်ကြီးရင်ဖြစ်ဖြစ်သီလကုံပညာကုံတမာတိကုံကြီးရင်ဖြစ်ဖြစ်ဆရာတို့ကအယုဒိပြုရမယ်အဲ့ဒါအပဇာယနာဗျကုန်းကဝေယဝိစ္စအဲ့ဒါကိုယ့်ရဲ့လှုပ်အားကိုပြီးပြီးတော့ဟောမှာတရှင်ကြီးတွေလှုပ်တယ်ဗျာနေရာထိုင်ခင်းတွေလှုပ်တယ်ဒီတရားပွဲထင်အောင်လုပ်နေကုသိုလ်မှာဝိုင်းလှုပ်တယ်ဖျားပန်းကြီးချမ်းကွာလဲတယ်အဲ့ဒါသိကောင်းတာဝေယဝိစ္စသီလကုသိုလ်မျိုးပဲအမှန်အားကြီးတာနောက်တခါအဲ့ဒါတဲ့ပူအားကြီးတာဘာဝနာဥစုဗျဒါဥစ္စာတို့ကနော်ဒီကုသိုလ်ကောင်းမှုလုပ်ရင်အကျေပြောရင်တော့ပုံညကရိယာဝတ္ထု10ပါးအကျဉ်းပြောရင်ဒါနသီလဘာဝနာ3မျိုးပေါ့ဒါနထက်ကိုသီလကပို့ပြီးတော့အားကြီးတယ်သီလထက်ကိုဘာဝနာပို့အားကြီးတယ်ဒါကြောင့်ဘာဝနာကုသိုလ်တန်ဖိုးထားပါဗျာကဲရူပဝါစကုသိုလ်ကံကတော့ဒါရူပဇံရအောင်အားထုတ်ထားတဲ့ကံအရူပဝါစကုသိုလ်ကံအရူပဇံတွေရအောင်အားထုတ်ထားတဲ့ကံပြီးတော့159ဒွိဟိတ်ကုသိုလ်တိဟိတ်ကုသိုလ်ကလေးဒါနည်းနည်းသိဖို့ပေါ့ဗျာကုသိုလ်ပြုတဲ့အခါမှာကံကံရဲ့အကျိုးသိတဲ့ကမ္မတ္တကတဉာဏ်သို့မဟုတ်အနိစ္စဒုက္ခအနတ္တလို့ဆင်ခြင်တတ်တဲ့ဝိပဿနာဉာဏ်ပါရင်အဲ့ဒီကုသိုလ်ဟာတိဟိတ်ကုသိုလ်ခေါ်တယ်အဲ့ဒါလို့မဆင်ခြင်မိရင်ဉာဏ်မပါရင်တော့ဒွိဟိတ်ကုသိုလ်ဘ누구ကုသိုလ်အားကြီးတယ်တိဟိတ်ကုသိုလ်ကောင်းတယ်နော်အဲ့တော့ဉာဏ်ပါတဲ့ကုသိုလ်ပေါ့ပြီးတော့ဩမကကုသိုလ်ဥက္ကဋ္ဌကုသိုလ်တဲ့အညသာနဲ့အမြတ်သာကုသိုလ်2မျိုးတယ်ဗျအဲ့ဒါကကုသိုလ်မပြုပြင်နဲ့ပြုပြီးနောက်အချိန်ဒီမှာလောဘဒေါသစတဲ့အကုသိုလ်စိတ်တွေချမ်းရနေမယ်ဆိုရင်အညသာဩမကကုသိုလ်ဖြစ်တယ်ကုသိုလ်မပြုခင်နဲ့ပြုပြီးတဲ့အချိန်ဒီမှာအလောဘအဒေါသဆိုတဲ့ကုသိုလ်စိတ်တွေချမ်းရနေရင်တော့အမြတ်သာဥက္ကဋ္ဌကုသိုလ်ဖြစ်တယ်ဗျာနော်အဲ့တော့ဒီကုသိုလ်လုပ်တဲ့အခါရင်စေတနာ3ဏံပြဋ္ဌာန်းမယ်ဆိုတဲ့စကားရှိပုပ္ပစေတနာ
အဲဒီကောင်းမှုမလုပ်ခင်မလှူခင်ဒီအခုမှသင်္นานမလာခင်ကိုကဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဆိုရင်ဒါကုသိုလ်စိတ်တွေဖြစ်နေပြီပေါ့ဗျနော်ဟောကိုကကုသိုလ်ကောင်းမှုလုပ်တဲ့ခါမှာလည်းပဲကိုကနော်ဒီစေတနာထက်ထက်တန်တဲ့ကိုကလုပ်ဒါမုံစစေတနာလို့ခေါ်တယ်ပြီးတဲ့အခါပရစေတနာဆိုတော့နော်ကိုကကုသိုလ်ကောင်းမှုလုပ်ပြီးလှူပြီးတဲ့ခြားမှာဝမ်းမြောက်ဝမ်းသာတဲ့ခါဆက်ဖြစ်နေရင်ဒါပရစေတနာလည်းကောင်းတယ်ခေါ်တယ်အဲဒီကုသိုလ်စိတ်တကယ်အကျိုးပေးမှာကဒီမုံစစေတနာကသူကအကျိုးပေးတာပဲအဲ့တော့ဒီမုံစစေတနာကုသိုလ်စေတနာတွေကခြံရံနေတော့အာပုကြီးသွားတော့အဲ့ဒါအမြတ်စာကုသိုလ်လို့ခေါ်လိုက်စာမျက်နှာ159အလေကစာမျက်နှာအလေကခေါင်းစဉ်အကုသိုလ်ကံကုသိုလ်ကံတို့ရဲ့အကျိုးပေးပုံဆိုပြီးတော့အဲ့ဒီအကြောင်းကိုဇာတို့ဒီမှာဇယားလုပ်ထားပါတယ်ဒီဇယားကလေးနဲ့ဇာတို့ဖတ်သွားကြဖို့ဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကံ၄ပါးကံ၄ပါးကအကုသိုလ်ကံရယ်ကာမကုသိုလ်ကံရယ်ရူပဝါစကုသိုလ်ကံရယ်အရူပဝါစကုသိုလ်ကံရယ်လို့၄မျိုးခွဲပါတယ်စောစောတုန်းကဇာတို့ပါကဌာနပရိယာယကာမစတုကကိုပြောပါတယ်အကျိုးပေးတဲ့ဘုံဌာနနဲ့လိုက်ပြီးတော့၄မျိုးခွဲထားပါတယ်အကုသိုလ်ကံဆိုတာကနော်တာမန်ပြောရင်အကုသိုလ်စိတ်12ပါးမှာရှင်တဲ့စေတနာ12ပါးကိုဒါအကုသိုလ်ကံလေးလို့ခေါ်ပါတယ်အဲဒီအကုသိုလ်ကံ12ပါးအ내ကဒီကပထမစာကြောင်းဇာတို့ကြည့်ရင်ဥဒိစ္စကျင်သောအကုသိုလ်စေတနာ17ပါးသည်လို့ဒါတပါးကျင်ထားတယ်ဥဒိစ္စသံပယုတ်စိတ်ဒါမောမှုစိတ်ပေါ့ဥဒိစ္စဆိုတာစိတ်ပြလွေ့ပြလွေ့တဲ့စိတ်မှာရှင်တဲ့စေတနာကအားနည်းတယ်အားနည်းတဲ့အတွက်ဒါပရိသန္တိအကျိုးကိုမပေးနိုင်ပရိသန္တိအကျိုးဆိုတာကဘဝအသစ်မှာယုံနာဖြစ်အောင်ဒါဘဝအသစ်ကိုစတင်ပေးတဲ့အကျိုးကိုဆရာတို့စောစောတုန်းကပြောတော့ဇနကကံပေါ့နော်အဲဒီဇနကကံသူကမဖြစ်နိုင်တော့သူ့ကိုပယ်လိုက်တယ်ဥဒိစ္စကျင်သောအကုသိုလ်စေတနာ17ပါးသည်ပရိသန္တိအခါ၌အပေလေးပုံတွင်အကုသလဝိပက်ဥပိ္ခာတံနိရဏစိတ်ဟူသောအပေပရိသန္တိကိုဖြစ်စေပါတယ်ဒီအကုသိုလ်ကံတွေကျိုးပြီးအပေပုံမှာသွားဖြစ်မှာပဲအဲ့တော့ဒီမှာဆရာတို့နော်ပရိသန္တိအခါအပေလေးပုံမှာအကုသလဝိပက်ဥပိ္ခာတံနိရဏစိတ်နဲ့ပရိသန္တိသွားတည်လိုက်မယ်လို့ဒါစိတ်ဖြစ်တာလေးပြောလိုက်တော့စိတ်နဲ့တွဲရဲ့စေတသိက်တွေမပါဘူးလားအဲ့တော့စိတ်ကိုပြောလိုက်ရင်စေတသိက်တွေလည်းပါပြီးသားဖြစ်သွားစိတ်ဒီစိတ်ကဝိပက်စိတ်ပဲအာဟုသလဝိပက်စိတ်ဆိုတော့သူကနော်ဒါဝိပက်စိတ်ကိုဆရာတို့ကဒါဝိညာဉ်နဲ့ခန္ဓာလို့ခေါ်မှာပေါ့ရှင်တဲ့စေတသိက်တွေကိုတော့စေတသိက်နံခန္ဓာ၃ပါးလို့ခေါ်ပါတယ်အဲ့တော့နံခန္ဓာ၄ပါးပါနေပြီပေါ့ဗျာဒါပြောလိုက်အဲ့တော့ရုပ်ကလည်းတစ်ချိန်တည်းမှာဖြစ်တယ်လို့ကျွန်တော်တို့ဒါမှတ်လိုက်လို့ရပါတယ်ကံကြောင့်ဖြစ်တဲ့ရုပ်ကာမဇရုပ်လို့ခေါ်ပါတယ်အဲ့ဒီကာမဇရုပ်ကလည်းတစ်ချိန်တည်းမှာဖြစ်တယ်ဆိုတော့ရူပခန္ဓာလည်းပါပြီဆိုရင်ခန္ဓာ၅ပါးမစုံဘူးလားစုံရင်ဒါဘဝတစ်ကိုဒါစတင်ပြီလို့ဒါသိပါပြီးတော့တခါအကုသိုလ်စေတနာ12ပါးသည်ပဝတ္တိအခါ၌ဟောပရိသန္တိတည်ပြီးတော့ယုံနာအစဉ်ဆက်ပြီးတော့ဖြစ်နေအောင်လို့အကျိုးပေးတယ်ဒါပဝတ္တိအခါမှာကြတော့ဒီဥဒိစ္စသံယုတ်စိတ်လည်းသူကလည်းပါနိုင်ပြီပေါ့သူကဥပထမ္ပကကံနေနဲ့သူကဝိုင်းပြီးတော့ကူညီအားပေးနိုင်ပြီပါလာပြီမြင်သိစိတ်ကြားသိစိတ်တွေပါမဖြစ်ဘူးလားအေးအဲ့ဒါကြောင့်9ပါးလုံးဖြစ်တယ်တဲ့ပြီးတော့အတင်ညတကျင်တော့အတင်ညတကသူကရုပ်ကြီးပဲရှိတော့စိတ်မဖြစ်တော့သူ့ကိုကျင်ရတယ်သူ့မှာစိတ်မပါဘူးကျန်တဲ့ရူပ15ပုံမှာဂာနာဓိကျင်တော့ဆိုဟောရူပဗြဟ္မာရီမှာကဂာနဝတ္ထုဇိန်ဝဝတ္ထုကာယဝတ္ထုမရှိဘူးဆိုတော့ဂာနဝိညာဉ်ဇိန်ဝဝိညာဉ်ကာယဝိညာဉ်ဒီစိတ်3ပါးမဖြစ်နိုင်ဘူးအဲ့တော့အကုသလဝိပက်9ပါးထဲကအဲ့ဒီ3ပါးကျင်လိုက်တယ်အဲ့ဒါကိုဂာနာဓိကျင်တော့အကုသလဝိပက်4ပါးကိုဖြစ်စေတယ်လို့ဒါလို့ဆိုပါတယ်ကဲဆိုကြည့်အောင်ဗျနော်ဥဒိစ္စကျင်သောအကုသိုလ်စေတနာ17ပါးသည်ပဋိသန္ဓေအခါ၌အပေ4ပုံတွင်အကုသလဝိပက်ဥပိ္ခာတံနိရဏစိတ်ဟူသောအပေပဋိသန္ဓေကိုဖြစ်စေ၏အကုသိုလ်စေတနာ12ပါးသည်ပဝတ္တိအခါ၌
ကာမ7ပုံတွင်အကုသလဝိပက်9ပါးကိုဖြစ်စေ၏အတင်ညတကျင်သောရူပ15ပုံတွင်ဂာနာတိကျင်သောအကုသလဝိပက်4ပါးကိုဖြစ်စေ၏ကာမကုသိုလ်ကံအကျိုးပေးပုံဆရာတို့ဆက်ပြောမယ်ကာမကုသိုလ်ကံဆိုတာကဆရာတို့စောစောကဒါနသီလဘာဝနာကောင်းမှုလုပ်တဲ့အခါဖြစ်လာတဲ့မဟာကုသိုလ်စိတ်တွေနဲ့ရှင်တဲ့စေတနာ10ပါးပဲမဟာကုသိုလ်စိတ်က10မျိုးရှိတယ်ဆရာတို့သိထားတယ်အဲ့ဒီ10မျိုးထဲကညာနာဝိပယုတ်က4မျိုးညာမရှင်းဘူးညာနာသံမယုတ်က4မျိုးဒါလိုမလားဘူးလားညောညာမပါတဲ့4မျိုးကဒါဒွိဟိတ်ကုသိုလ်ကံ4ပါးလို့ခေါ်ပါတယ်နော်ဒွိဟိတ်သူကဟိတ်2ပါးပဲရှိတာကိုအလောဘအဒေါသပဲရှိတယ်ညာနာသံမယုတ်စိတ်4ပါးကတော့တိဟိတ်ကုသိုလ်4ပါးလို့ဒါလိုခေါ်တယ်ကဲအဲ့ဒီဒွိဟိတ်ကုသိုလ်4ပါးမှာတခါဒီကုသိုလ်ကောင်းမှုလုပ်တဲ့အခါအကုသိုလ်စိတ်တွေချမ်းရံနေရင်ဘာဖြစ်သွားလဲဩမကအညစားဖြစ်သွားတယ်ကုသိုလ်စိတ်တွေချမ်းရံနေရင်ဥက္ကဋ္ဌအမြတ်စားဖြစ်သွားတယ်နှမျိုးမကွဲသွားဘူးလားဒါကြောင့်အဲ့ဒီဒွိဟိတ်ကုသိုလ်4ပါးမှာပဲဒွိဟိတ်ဩမကကုသိုလ်4ပါးဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်4ပါးအလားတူပဲတိဟိတ်4ပါးမှာလည်းတိဟိတ်ဩမကကုသိုလ်4ပါးတိဟိတ်ဥက္ကဋ္ဌကုသိုလ်4ပါးဆိုရင်4ပါး4စုမကွဲသွားဘူးလားပထမတစ်စုကဒွိဟိတ်လည်းဖြစ်တယ်ဩမကအညစားလည်းဖြစ်တယ်ဆိုတော့အညပေါင်းထားတော့အကျိုးပေးတဲ့အခါအညဆုံးဖြစ်ပါတယ်ဒီကံ4ပါးဒီကံ4ပါးအကျိုးပေးရင်ပရိသန္တိအခါမှာလူဘုံစုမာရစ်ဘုံ2ဘုံမှာအဟိတ်ကုသလဝိပက်ဥပိ္ခာတန္တိရဏစေဆိုတဲ့ကာမသုဂတိအဟိတ်ပရိသန္တိကိုဖြစ်စေတယ်ဟောလူလာဖြစ်ရင်လည်းဆွအပ်တဲ့လူတွေလူစင်မမီတဲ့လူတွေလာဖြစ်နတ်ဖြစ်ရင်လည်းဘုတ်နှင်စာသဖေတရေတွေသွားဖြစ်တာအဲ့ဒီကံဒီညစားကံတွေဖြစ်လို့ဟောပဝတိအခါမှာကြတော့ကာမ7ပုံတွင်ဒီကနေဒီထိဆိုရင်ဒါအဟိတ်ကုသလဝိပက်10ပါးပါနော်ဆရာတို့စိတ်စရာမှာဆိုရင်ဒါအဟိတ်ကုသလဝိပက်10ပါးဆရာတို့သိခဲ့ပါတယ်အဲ့ဒီ10ပါးကိုဖြစ်စေတယ်ရူပ15ပုံမှာဆိုရင်ဒီအတိုင်းပဲအတင်ညတကျင်ထားတဲ့ရူပ15ပုံပြောပါတယ်ဂာနာတိဆိုတော့ဂာနာဝိညာဉ်စရှိတဲ့စိတ်3ပါးကျင်လိုက်ဆိုဘယ်နှပါးကြံမလဲ8ထဲကနေ3နှုတ်တယ်ဆိုတော့5ပေါ့လေ5ပါးကိုဖြစ်စေ၏ကဲဇာတို့နောက်တစ်ခါဆက်သွားမယ်မဟာကုသိုလ်ညာနာဝိပယုတ်ဒွိဟိတ်ဥက္ကဋ္ဌကံ4ပါးရဲ့မဟာကုသိုလ်ညာနာသံယုတ်တိဟိတ်ဩမကကံ4ပါးအဲ့ဒါအကျိုးပေးခြင်းတူတယ်တဲ့ဒါဒွိဟိတ်ကအညဥက္ကဋ္ဌကအကောင်းဒီကတိဟိတ်ကအကောင်းဩမကကအညနဲ့အကောင်းနဲ့အညပေါင်းတာတော့အကျိုးပေးတာချင်းတူတယ်ပေါင်းပြီးတော့ပြောတယ်ပရိသန္တိအခါမှာကာမသုဂတိ9ပုံမှာမဟာဝိပက်ညာနာဝိပယုတ်စိတ်4ပါးဆိုတဲ့ကာမသုဂတိဒွိဟိတ်ပရိသန္တိတွေဖြစ်စေတယ်ပြီးတော့တခါပဝတိအခါမှာကာမသုဂတိ9ပုံတွင်ဒီကနေဒီထိဆိုတော့အဟိတ်ကုသလဝိပက်10ပါးမဟာဝိပက်ညာနာဝိပယုတ်4ပါးပေါင်း12ပါးကိုဖြစ်စေတယ်အပေ4ပုံမှာအဟိတ်ကုသလဝိပက်10ပါးရူပ15ပုံမှာဂာနာတိကျင်သောအဟိတ်ကုသလဝိပက်5ပါးကိုဖြစ်စေတယ်ဒီ8 5ကတော့သို့သော8 5အတိုင်းပါပဲပြီးတော့မဟာကုသိုလ်ညာနာသံမယုတ်တိဟိတ်ဥက္ကဋ္ဌကံ4ပါးတိဟိတ်ကလည်းကောင်းတယ်ဥက္ကဋ္ဌကလည်းကောင်းတယ်အကောင်းဆုံးအုပ်စုပါပရိသန္တိအခါမှာကာမသုဂတိ9ပုံလုံးမှာဘာစိတ်နဲ့ပရိသန္တိတည်မှာလဲမာဝိပက်ညာနာသံမယုတ်စိတ်4ပါးဆိုတဲ့ကာမသုဂတိတိဟိတ်ပရိသန္တိသွားဖြစ်တယ်တိဟိတ်ပုဂ္ဂိုလ်ပေါ့ဗျာပြီးတော့ပဝတိအခါမှာကာမသုဂတိ9ပုံတွင်ဒီကနေဒီထိဆိုတော့အဟိတ်ကုသလဝိပက်10ပါးရဲ့မဟာဝိပက်10ပါးရဲ့ပေါင်း16ပါးအထိသူကဖြစ်စေပါတယ်အပေ4ပုံမှာအဟိတ်ကုသလဝိပက်10ပါးရူပ15ပုံမှာဂာနာတိကျင်သောအဟိတ်ကုသလဝိပက်5ပါးသောသောက8 5အတိုင်းပဲလာပါတယ်ရူပဝါစရကုသိုလ်ကံနေပထမဇန်ကုသိုလ်ကံတွေကပရိဋ္ဌအညစာမိဇိမအလစာပဏိဋ္ဌအမြတ်စာဇံကို3မျိုးခွဲတယ်ပရိဋ္ဌအညစာဆိုရင်တဲ့ပဋိသန္တိအခါမှာဗြဟ္မပါရိသစ္စာဘုံမှာပထမဇန်ဝိပက်စိတ်နဲ့ပရိသန္တိတည်မယ်မိဇိမအလစာဖြစ်ခဲ့ရင်ဘ
Brahma Purohita Boma Paramazan Vipasina Britan Time Panita Amyazapi Mahabyama Boma Paramazan Vipasina Britan Tide Ero Britan Kama di Vipasiti Chisi the Lube Pawati Akama Leve di Paramazan Vipasibe do Sapid of Chetwam Di Sega Britan Kama Britan Signina Soundwet Being Pawati Kama, Bowen Sik Bobia, Bowen Sik in a Sepchetwara, that section Wabai. Dudia Zangudugan, Tadia Zangudugan, Nam Yoga, Prita, Mezima, Panita, Noda Yolam Yago, Laibiro, Dudia Zandumbuma, Baz, Saina Brinani Timale, Dudia Zangudugan, Dudia Zan Wipa Saina Brinani Tion Lume, Tadia Zangudugan, Tadia Zan Wipa Saina, Brinani Tion Lume. Duda Zangudu Ganga Leve, Yola Miago, like the Tatia Zandumuma, Duda Zan Vipasina, Bradani, Chisivare, Pensama Zangudu Gandigaro, not Laminia, Suyin, we have to Buma, Pensama Zan Vipasina, Bradani, Twatide, Pensama Zan Yabido, Tina Mune Bauna, Sepwam, Tina, the 15 near the ball, Shinilu, the 16 agent, the Chini Arabe. Ero di tinyara machine, Bama Matido Gusuino, 16 Mumachibuda Chandari, Subido, Eri Tinya Penai on Bavana Sepwalu, Onion Wayi, Paying Bayo, Adinyata Buma, Yoki Vedo, Zivita Navaka, Kalayune, Britani, Twatide, Pinsama Zaneyare, Anagan Lepino, Tuda Wata, Nabuma, Pinsama Zan Wipesine, Britani, Twatchip. Upapa Britan Lidiba Aruba was Rakuduzan, Liva Agata Ninsa Yarana Zanyare Luzi Agata Ninsa Yarana Buma Agata Ninsa Yarana Vipase Ne Britan Litwati Didaimave Neva Tinya Natinya Jama Zanyare Lu Neva Tinya Natinya Buma Neva Tinya Natinya Yarana Vipase Ne Britan Litwapicha Samyana Tea Chokset Dum Shadow Yakwababi They are chosen Dumaga, the Jin Jong Liva. The Jin Deago, 20 Tare, see me, Chung Yindane, 9 Bare. Eri 20 Tare, see Miga, Misa, Gombido and Yainine, see Gombido and Yainine, Misa ne, see Namulum, Gombido and Yainine, Misa ne, see Namulum, Magombi Belie, Yodia Libian, Tagidole, Yainwanine, Dama Mahut Tamin. Name something in Leve, Name 190. G. Dime, the Gendiva Suraga, Yukaya Marana, that tango miro tire. Yusura, that tan Kaya Sura Gome, that tango miro tire, Sura Balumiza, Balumina Netulale. About number tip of ya, Miza Gomiro, Mina Neture, Keoga Namane, Kam Mekaya Marana, Kan Gomiro tire, Dajaro, T. Gomiro, Mina Neture, number two. Ubaya Kaya Marana, Tatane Ganavazo, Gomiro Tire, about number 2, Miza Nesi, Namya Namulo, Gomiro, Minina Neture, Namale, Upesti Daga Marana, Tatane Ganavazo, Magombi Velia, Uba Garaga, Gan Wim Chapido, Latalo Tire, Ero, Gogo Tapi in Bete Pamale, Upesti Daga Marana, Go Amigo Tamin, Yin Tamyane, what to do. Ke Suji Kani Ayum Tinde, Damaniga Sea, Shimpia Geba. Sozoga, no Kandi, a Jubi Danetwa, Sasani da Bobia. Sharu, Dibawa Chitaga, Kudu Kan the Kuga, a Jubi Tade, Luda Tipa. No Sozoga, Sharu Diga, Yoda, Daimo, Ubama, Sharuga, the Tihe Ogata, Mahagudu, Kanga, a Jubi Lu Sharu Dibawa King. The Brizan de Kama, Saru Basina Brizani Dimale, Mawi Benyana, Samuel say Davane, Brizani Tibiro, Pawadi Akama Leve, the say Tamakebula. But when say Nina do Sepchetware, Biro Jane, we better say Diga Leve. No Saru, oh, the Rayun Kisaru, no Sandina Kisaru, Sadi Pie, Truale, Chetwaja. At all, Dikan Jubini, the Vipa say Jabakinima, Sepchenima. No can you be like the Vipa say the chin, so I shall do your weapon Nankanda Liva, Chimadula. Biro Dikana Kamaza Yugule Chisiro, Katata Yugile, Chisire, Yunanava Chisini, Suro, Sharu, that shinny.
ကဲဒီကံအကျိုးပေးကုန်တော့မေမိတ်တော့မေဆိုရင်ဟောစောစောကနွားခြံကနေပြီးတော့နွားခြံကဖွင့်ပေးလိုက်တဲ့ပုံစံပဲဒီနွားတွေတိုးပြီးတော့ထွက်ကြတော့မေစောစောကပြောတဲ့အတိုင်းပေါ့တကောင်တော့ပုံမထွက်လာဘူးလားထွက်မှာပဲပေါ့ဗျာတကောင်ကတော့ဟုတ်လားမထွက်ဖက်နဲ့တော့မနေဘူးပေါ့ဗျာဒီတိုင်းပဲဒီကံကြီးများကြီးဒီကံအချိန်ကုန်ပြီဆိုတော့အကျိုးပေးဖို့လူကြပြီအဲ့ဒါကွန်ကရှားတို့ပြောတဲ့ကံလေးမျိုးလူပြီးတော့အကျိုးပေးခွင့်ရတဲ့ကံကကွန်ကခြံဝကနေထွက်လာတဲ့နွားလိုပဲသူလည်းပဲထွက်ပြူလာတဲ့သဘောပေါ့ဗျာဒီကံမြဲအများတဲ့ကနေပြီးတော့ဟောဘဝင်စိတ်အစဉ်မှာဒါမနောဒွါရလို့ခေါ်တယ်သူထင်းလာတယ်ကံနမိတ်ထင်းတယ်လို့ရှားတို့ခေါ်တယ်ဒါမှမဟုတ်အဲ့ဒီကံနှုတ်စဉ်ကမြင်ခဲ့တဲ့ရှုခင်းနေကြားခဲ့တဲ့အတန်ဒီမြင်နေကြားတယ်ဆိုရင်ဒါကမ္မနမိတ်ထင်းတယ်လို့ခေါ်တယ်ဒါမှမဟုတ်ကွန်ကလားရာဂတိနမိတ်ပေါ့ဗျာငရဲပုံတွေနတ်ပုံတွေမြင်ဒါဂတိနမိတ်ထင်တယ်လို့ခေါ်တယ်အဲ့ဒါဒီသေတော့မယ်ဆိုရင်ဒီကံကံကနောက်အကျိုးပေးခွင့်ရတဲ့ကံကတော့ပေါ်လာရမှာကိုပေါ်လာရင်ဒီနမိတ်ကမထင်ဘူးလားထင်ရတယ်မထင်မဲ့နဲ့မနေဘူးတဲ့နော်ဆရာတို့တွေရုပ်တရက်တစ်ခါတည်းသေသွားရင်လည်းပဲဘလောက်ပဲမြန်မြန်သေမှာတင်ငါကြည်စံထိတော့ဒိုင်းကနေသေသွားတယ်လို့ဆိုပေမဲ့မာရဏသနာဇောအဲ့ဒီနမိတ်ထင်ဖို့အချိန်ရတာပဲဒီနမိတ်ထင်ရင်အဲ့ဒီနမိတ်ကိုအာယုံယူပြီးတော့ဝီထိဖြစ်တာပေါ့ဗျာအဲ့ဒါသာမျက်နှာ164မှာပေးတယ်မရဏတဏဝီထိလို့ခေါ်တယ်နော်ကဲအဲ့ဒီမရဏတဏဝီထိဖြစ်တဲ့အခါမှာစောတဲ့ဇောကိုတော့မရဏတဏဇောစောတယ်လို့တလူပြောတယ်ကဲဒီညမှာသေပုံ၄မျိုးသူပေးထားတယ်ဗျအဲ့တော့ပရမတ္တမျိုးကအတိမဟန္တာယုတ်အာကြီးတဲ့အာယုံကစက္ခုဒွါရမှာထင်လို့မရဏတဏနဝီထိဖြစ်ပုံလေးပေးထားအဲ့ဒါမဏိကရှားတို့ဝီထိစင်နဲ့ဆင်စင်ပေါ့ဗျာအာယုံကအာကြီးတဲ့အာယုံကမျက်စိမှာလာတိုက်ရင်ဒါဥပတ်တယ်လို့ခေါ်တယ်ပြီးရင်အတိဒဘဝင်တစ်ချက်လွန်တဲ့ခါကျတော့ဘာဖြစ်လာလဲထင်းလာတဲ့အာယုံနော်ထင်းလာပြီဆိုရင်ဘဝင်ကသလနာဘဝင်ကုပစ္စေတာဘဝင်နှစ်ကြိမ်လှုပ်ပြီးတော့ပြတ်သွားတယ်ဒါတိနဒပြီးပြီတကယ်ဘဝင်စင်ပြတ်ပြီးဘယ်လိုလာပြီလဲပင်စဒွါရဝိဇံအာယုံစင်ညာနှလုံးသွင်းမယ်စက္ခုဝိညာဉ်မြင်မယ်တမ္ပရိဆိုင်လက်ခံတဲ့တန်ဒီနာစုံစမ်းတဲ့ဝုတ်ထောကောင်းမကောင်းဆုံးဖြတ်တဲ့ဇော၅ကြိမ်ဟောမရဏတဏအခါမှာနော်ဒါပတာရယုတ်အားနေသွားတဲ့အတွက်ဇော၅ကြိမ်ပဲစောတယ်ပြီးရင်ဘုန်းကအာယုံသိပ်အားကောင်းရင်တရားယုံနှစ်ချက်ဇောနောက်လိုက်တယ်ပြီးတော့ဘဝင်ကျသွားတယ်ဆိုတော့ဒါဝီထိပြီးသွားပြီပေါ့ဘဝင်ကျသွားပြီဆိုအဲ့ဒီဘဝင်တစ်ချက်ခံပြီးတော့သုတိဆိုသေပြီသုတိသေတာနဲ့နောက်ဘဝပရိသန္တိစိတ်ပฏิဆိုတာနောက်ဘဝပရိသန္တိစိတ်သွားပြီးတော့ဖြစ်တယ်ပြီးရင်ဘဝင်စိတ်နောက်ဘဝဘဝင်စိတ်ဆက်ဖြစ်သွားတယ်အဲ့ဒါပဲဆရာတို့တဘဝတစ်ခုနဲ့တစ်ခုစိတ်အစဉ်မပြတ်ဘူးဒီဘဝမှာစိတ်ချုပ်တာနဲ့နောက်ဘဝဟိုဘဝမှာစိတ်အစဉ်ကသွားဖြစ်တာပဲစိတ်အစဉ်ကဆက်နေတာပဲနေရာကလေးပြောင်းသွားတာပဲဗျာနော်ဒါကြောင့်ဆရာတို့ကဘဝသာကူးသွားတယ်စိတ်ကတော့မပြတ်ဘူးစိတ်အစဉ်ကသွားနေတာပဲဒါကြောင့်ဆရာတို့ကဒီဘဝသေတော့နောက်ဘဝလူလာပရိသန္တိသွားတည်တဲ့အခါဒီဘဝကဘာပြောင်းသွားသလဲလို့မေးရင်ဒီဘဝယုတ်နာမီဒီမာတဲ့အကုန်ချုပ်ဘာမှကူးမသွားဘူးဟိုဖန်ဆင်းရှင်ဝါရတွေယုံနာကသူတို့မှာဇီဝအတ္တကောင်လိပ်ပြကောင်နော်ဒါအသက်ကောင်ဝိညာဉ်ကောင်လို့အမျိုးမျိုးခေါ်တာပေါ့ဗျာဒါနော်အတ္တလို့ခေါ်တယ်ဟိုအင်္ဂလိပ်လိုပြောတော့ဆိုးလို့သူတို့ခေါ်တာပေါ့အဲ့ဒီဝိညာဉ်ကောင်ကဖန်ဆင်းရှင်ကြီးကထည့်ပေးထားတဲ့အတွက်သူကမသေးဘူးဒီလိုသူကပြောတာကိုဗျာနော်မသေးဘူးဆိုဟိန္ဒူတွေယူဆတာကတော့အဲ့ဒီအတ္တဇီဝအတ္တလိပ်ပြကောင်ကအဲ့ဒီနောက်ဘဝမှာသူပြန်သွားပြီးတော့အဲ့ဒီမှာသွားပြီးတော့သူကခန္ဓာစစ်သွားယူတယ်သူတို့ကပြောတာကိုနော်ဒါနောက်တော့ဇာတို့တခြားဘာသာမှာခရိယံဘာသာဆိုရင်သူတို့ကဘာပြောလဲဆိုရင်အဲ့ဒါသေတဲ့ခါတဲ့အဲ့ဒီအသက်ကောင်ဝိညာဉ်ကောင်ဆိုးခေါ်တဲ့လိပ်ပြကောင်ကအလောင်းကောင်နဲ့အတူတဲ့တင်းကြိုင်းမှာအမြုပ်ခံထားတယ်အဲ့ဒီမှာမြုပ်နေရောပဲဘယ်ထိလဲဒီကဘာပြက်ခံပြီးရှားတဲ့ခါကြတော့မှဘုရားသခင်ကအဆုံးဖြတ်ပေးတာကိုဒါ judgment day ဆိုတော့အဲ့ဒီခါကျဟေးအဲ့ဒီခါမှာအားလုံးအသက်ရှင်ပြီးတော့ရှင်သိမ့်ပြန်လာတယ်ခေါ်တာပေါ့ဗျာအဲ့ဒါသက်ရှင်ပြီးတော့လာတယ်စဉ်းစားကြည့်ပေါ့ဗျာနော်ဆရာတို့ခုကဘာသက်တမ်းကနှစ်သန်းပေါင်း9000ကျော်သွားပြီနောက်အနည်းဆုံးဒီလောက်တော့ကြာဥမှာပဲဒီလိုဆိုဘယ်လောက်ကြာသွားအိတ်နေရမှာနှစ်သန်းပေါင်း9000အိတ်ပြီးတော့မှထလာတယ်ဆိုရင်ဖြစ်နိုင်ဦးမလားဗျအဲ့လိုတော့အိတ်နေရင်တော့လေပျော်ဖို့ပျော်စရာကောင်းမှာမလားဗျ
နော်အဲ့တော့စဉ်းစားကြည့်ပေါ့ဒါကအဲ့ဒါရှားတို့ဗုဒ္ဓဘာသာအဲ့ဒီယူမဟုတ်ဘူးနော်ဒီဇီဝအတ္တလိပ်ပြကောင်ဝိညာဉ်ကောင်အယူဆတွေမရှိဘူးဒါနအတ္တအနတ္တဆိုတာဒါပြောတာဒါမရှိဘူးဒါရောက်ရှားတို့မှာနောက်ဘဝကူးသွားတယ်ဆိုတာကံစွမ်းတတ်တည်နဲ့ရှားတို့သွားနေတာကိုကကံကအကျိုးပေးလိုက်လို့ဟောနောက်ဘဝမှာပရိသန္တိစိတ်ဖြစ်ရင်ရှင်ဘက်စေတသိက်တခါတဲ့နံခန္ဓာ၅၄ပါးဖြစ်သွားပြီပြီးတော့ဒီကံစွမ်းကြောက်ပဲအကျိုးပေးတဲ့ကံစွမ်းကြောက်ပဲကမ္မဇယုတ်သွားဖြစ်တယ်ဟောဟိုမှာယုတ်နံတဲ့မဖြစ်သွားဘူးလားဒီယုတ်နံဘာမှကူမသွားဘူးနော်ဆရာတို့မှန်တယ်မှာမှန်ပုံရိပ်ခြင်းတယ်လို့ပဲဒီပုံရိပ်ခြင်းအောင်ဆရာတို့ဒီဘဝကဘာကူးသွားလဲဘာမှမကူးသွားဘူးကူးရလားမကူးဒါပဲဒီဘဝအကြောင်းပြုပြီးတော့ပုံရိပ်မထင်ဘူးလားဒီခန္ဓာအကြောင်းပြုပြီးတော့မှပုံရိပ်ထင်တယ်ဒီတိုင်းပဲခွန်းကလည်းဒီဘဝကလှုပ်ထားတဲ့ဒီမှာရှိတဲ့ကံကအကျိုးပေးလိုက်လို့နောက်ဘဝကူးသွားတာဒါဆရာတို့ဗုဒ္ဓဘာသာမှာနောက်ဘဝကူးတယ်ဆိုတာဘာမှမကူးပဲနဲ့ကံစွမ်းတတ်တည်နဲ့ယုတ်နံတဲ့ဟိုမှာသွားဖြစ်တာဗျာအဲ့တော့အဲ့ဒီကံကသူကလိုက်ပါနေတာပဲကိုဗျာနော်သူကဆက်ကျိုးပြီးတော့ဒီမှာဆက်ပြီးတော့ဆရာတို့အသက်ရှင်သွားတာကဲနောက်တစ်ခုနောက်တဝီထိကြတော့နော်ဆရာတို့ကတီတို့နှလုံးသွားလှုပ်ထားတယ်အမှန်မြင့်လှုပ်ဖို့မလိုဒါအတိမန္တာယုံဝီထိဆိုရင်တစ်လုံးပဲထားအပေါ်တိုင်းပဲထားတိနာတာပါစာတနာဝုဇော၅ကြိမ်တရားယုံ2ကြိမ်ပြီးတော့ဘဝင်မကြပဲနဲ့သုတိတခါတည်းလဲသေသွားနိုင်တယ်ဒါသူပြောတာပါပဲဒါနော်ဒါနောက်တနည်းပေးလိုက်တဲ့သဘောပေါ့ဆိုလိုတာတရားယုံပြီးတော့ဘဝင်တစ်ချက်ကြပြီးမှလဲသုတိသေနိုင်တယ်ဓမ္မမဟုတ်တရားယုံပြီးတာနဲ့လဲသုတိသေနိုင်ပါတယ်ဒါပြောတာပါကဲဟိုအောက်ကခေါင်းစဉ်ကြည့်လိုက်တော့မဟန္တာယုံသက္ကုဒ္ဒရာမရဏသနာနဝီထိကြဖို့မဟန္တာယုံဆိုတာအာယုံကသိယုံအားကြီးတယ်အဲ့တော့မဏိကဆရာတို့ဝီထိမှာတော့တီနှလုံးဆရာတို့ပထမဝီထိမှာတီနှလုံးပေါ့ဗျာတစ်လုံးချစ်ပလိုက်ဟိုအစွန်းတစ်လုံးချစ်ပလိုက်ဗျာတီနှလုံးပဲထားဟိုအပေါ်မှာတုန်းကတီတစ်လုံးပဲထားနော်တစ်လုံးချစ်ပလိုက်ကဲအခုဒီပထမဝီထိကတီနှလုံးနော်ဒီနှလုံးစဉ်မနေ့ကဆရာတို့ပြောတယ်လို့ပေါ့ဗျာအာယုံဥပ္ပပြီးတော့တိဒဘဝင်2ချက်လွန်တော့အာယုံထင်တယ်ပြီးတော့ဘဝင်ကသလနာဘဝင်ကုပစ္စေဒနဒပေါ့ဗျာဖြစ်သွားတယ်ပြီးရင်အပေါ်ကအတိုင်းပါစသနာဝုဇော5ကြိမ်တရားယုံမလာတော့ဘူးတရားယုံ2ကြိမ်နှုတ်လိုက်တာပါပဲဘဝင်တစ်ချက်ခံပြီးတော့သုတိပရိသန္တိသို့မဟုတ်အောက်ကဝီထိကြတော့ဇောပြီးတာနဲ့သုတိပရိသန္တိပေါ့ဗျာဒါလေးသိထားတာပဲအဲအောက်ကလည်းတီတစ်လုံးဖြတ်လိုက်အောက်မှာတော့တီ3လုံးပဲထားပါဗျာတီ2လုံး3လုံးနော်ဒါရပြီနောက်သံဃာ165မှာအတိဝိဗုဒ္ဓယုံမနောဒွါရမရဏသနာဝီထိအာယုံကဒါမနောဒွါရမှာထင်တယ်ကိုကကံနမိတ်တို့အတိတ်ကကာမနမိတ်တို့ကြတော့မနောဒွါရမှာပဲထင်တာကိုအဲ့ဒီအတွက်ဝီထိဖြစ်ပုံကလေးမနောဒွါရမှာတီထဲ့ကြမလို့ဘူးတော့တီချစ်ပလိုက်တီမထဲ့ပဲနဲ့ရတယ်အဲ့တော့ဆရာတို့ဘာလုပ်မလဲနဒမပေါ့ဗျာနဒမဇော5ကြိမ်တရားယုံ2ကြိမ်ခံပြီးတော့ဘဝင်ကြပြီးတော့သုတိပရိသန္တိစောကအတိုင်းပေါ့နောက်တပီထိမှာနဒမဇော5ကြိမ်တရားယုံ2ကြိမ်ပြီးတော့ဘဝင်မခံမဲနဲ့သုတိပရိသန္တိဒါပဲပေါ့ဗျာဟိုအောက်ကဝိဗုဒ္ဓယုံအဲ့ဒီမှာလဲတီးတယ်အကုန်ဖြက်နော်ဒီမှာကြတော့တရားယုံမထည့်ဘူးအပေါ်ကအတိုင်းပါပဲဘာမှမထူးပါဘူးကဲဒါဆိုရင်ဆရာတို့မရဏသနာဝီထိဖြစ်ပုံ4မျိုးဆရာတို့ပြောလို့ပြီးပါပြီနောက်ခေါင်းစဉ်ကပရိသန္တိစိတ်နဲ့အာယုံနောက်ဘဝပရိသန္တိစိတ်နဲ့ဘဝင်စိတ်တွေဟာဘာအာယုံယူမှလဲဒါလည်းမနေ့ကဆရာတို့ပြောတဲ့အထက်ပါတယ်နောက်ဘဝမှာခွန်းကပရိသန္တိသွားတည်တော့ဒီပရိသန္တိစိတ်ဖြစ်တဲ့အခါဘာအာယုံသူယူမှလဲစိတ်ကအာယုံမရှိဘဲနဲ့လည်းမဖြစ်နိုင်ဘူးအာယုံရှိရတယ်ဘာအာယုံမလဲဆိုရင်ပရိသန္တိတည်တဲ့အချိန်မှာမျက်စိနားနာရှာကိုရှိမှမရှိသေးပဲအဲ့တော့ဘာပဲသူအာယုံရမယ်အတိတ်အာယုံတော့အတိတ်အာယုံကစောစောကမရဏတဏနမိတ်အာယုံကိုပဲသူကြံယူတယ်နော်ဒီမရဏတဏနဲ့နမိတ်အာယုံယူတယ်အဲ့တော့အဲ့ဒီအချိန်မှာကံနမိတ်ထင်ကံအာယုံကံနမိတ်သူယူတာပေါ့ကာမနမိတ်အာယုံထင်ကာမနမိတ်ကိုအာယုံယူတယ်ဂတိနမိတ်ထင်နေဂတိနမိတ်ထင်တာယူတာပေါ့ဗျာပြီးတော့နော်ကျတို့သံမျက်နှာ166ရောက်သွားပါပြီအလေကကောင်းစဉ်အရူပသုတိနံပရိသန္တိအပြဆိုလိုတာကအရူပဘုံကဗျမ္မာတွေသုတိတ်ကြီးရင်ဘယ်ဘဝတွေဖြစ်နိုင်တယ်လဲဒါသူပြောတာဘာပရိသန္တိတွေဖြစ်နိုင်တယ်လဲဆိုရင်ဘယ်ဘုံမှာဘယ်ဘဝသွားဖြစ်မှာလဲပေါ့ဗျာအာဂတနင်္စာယရဏသုတိနာအရူပပရိသန္တိ4ပါးနှင့်ကာမတိဟိပရိသန္တိ4ပါးဟူ၍ ပ
ရိသန်နေ8ပါးဖြစ်နိုင်ကဲဒါလေးဆရာတို့ကြည့်ပြီးတော့ပြောနိုင်တယ်ဒီဘုံကဗျမကြီးအာဂါသနင်္စာယရဏဘုံကဗျမသိရင်အဲ့ဒီဘုံမှာလည်းသူဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုရင်ဆရာတို့ဒီလူဘဝတုန်းအာဂါသနင်္စာယရဏဇံတို့အာထုစဉ်တုန်းကဒီဇံကုသိုလ်ကံကြီးကဂရေသိမ့်ပေါင်းမြောက်များစွာဖြစ်မထားဘူးလားကံတကံကျိုးပေးလို့ဒီတဘဝသူသားရောက်အာကံကုန်တော့နောက်ကံတကံကျိုးပေးဒီဘုံသူဆက်ဖြစ်တာပေါ့ဗျာဒါတော့ဒီဘုံမှာလည်းသူဖြစ်နိုင်တယ်ဓမ္မမဟုတ်အထက်အရူပဇံနေသူကရထားရင်ဟောအထက်ဇံနေလည်းပဲဖြစ်သွားနိုင်တယ်ဒါလို့သူပြောတာပေါ့ဒါကြောင့်ဒီ၄ဘုံစလုံးမှာသူဖြစ်နိုင်တယ်ဒီနေ့ဖြစ်အရူပပရိသန်ဒီ၄ပါးဖြစ်တယ်ဆိုတာကဒီ၄ဘုံစလုံးမှာသူကဖြစ်နိုင်တယ်သို့မဟုတ်တဲ့အဲ့ဒီအရူပဘုံတွေမှာမဖြစ်ရင်တဲ့ကာမသုဂတိတိဟိတ်ပရိသန်ဒီ၄ပါးဖြစ်တယ်တဲ့ဒီကာမသုဂတိတိဟိတ်ပရိသန်ဒီ၄ပါးဆိုတာဘာကိုပြောတာလဲမဟာဝိပ္ပညာနာသမ္မယုတ်စိတ်၄ပါးကိုပြောတာဒီစိတ်နဲ့ပရိသန်တွေသွားတည်ရင်ဘယ်မှာသွားတည်မှာလဲကာမသုဂတိ9ဘုံမှာဆိုလူဘုံမှာလည်းသူဖြစ်နိုင်တယ်နတ်ဘုံမှာလည်းသူသွားဖြစ်နိုင်တယ်ဖြစ်ရင်ဘာစိတ်နဲ့ပဲပရိသန်တွေတည်မှာလဲမဟာဝိပ္ပညာနာသမ္မယုတ်စိတ်၄ပါးဆိုရင်တိဟိတ်ပရိသန်တွေပဲသွားဖြစ်မှာပေါ့ဗျာဒါကလူလာဖြစ်ရင်လည်းတိဟိတ်ပုဂ္ဂိုလ်ပဲလူလာဖြစ်တယ်ဒါအနှိမ့်ဆုံးပဲအရူပဗျမ္မာကဆင်းလာရင်အဲ့ဒီလူဘုံအနှိမ့်ဆုံးပဲလာဖြစ်ရင်လည်းတိဟိတ်ပုဂ္ဂိုလ်ဗျာသူကလာဖြစ်တယ်အစစ်မနှိမ့်ဘူးပေါ့ဗျာကဲနောက်တစ်ကြောင်ဆရာတို့ကြည့်လိုက်ရင်ဝိညာဉ်ဉ္စာယရဏဗျမ္မာကြီးသိရင်အဲ့ဒီဘုံမှာသူဖြစ်နိုင်တယ်သို့မဟုတ်ဒီအထက်2ဘုံမှာလည်းသူဖြစ်နိုင်တယ်အောက်ဘုံမှာတော့ဖြစ်ရိုးမရှိဘူးတဲ့ဗျာအဲ့တော့ဒီဝိညာဉ်ဉ္စာယရဏဗျမ္မာသိရင်အရူပပရိသန်ဒီဘယ်နှပါးဖြစ်မှာလဲဒီ3ပါးပေါ့သို့မဟုတ်ခုနကအတိုင်းပဲကာမသုဂတိတိဟိပရိသန်ဒီ၄ပါးဖြစ်နိုင်တယ်နေဝတင်ညာဗျမ္မာကြီးသိရင်ဘာမှဖြစ်မလဲအဲ့ဒီဘုံမှာဖြစ်ရင်ဖြစ်နော်ဒီအရူပပရိသန်ဒီတပါးပဲသူဖြစ်တယ်သို့မဟုတ်ဒီတိုင်းပဲကာမသုဂတိတိဟိပရိသန်ဒီ၄ပါးသူဖြစ်နိုင်တယ်ဒါအရူပဗျမ္မာသိရင်ဖြစ်နိုင်တဲ့ဘဝကဲစာမျက်နှာ169မှာခေါင်းစဉ်ကရူပသုတိနံပရိသန်ဒီအပြရူပဗျမ္မာတွေသိရင်ဘာမှဖြစ်မှာလဲဆရာတို့ဖတ်ကြည့်ရူပဝါစရသုတိနံအဟိတ်ပရိသန်ဒီ2ပါးကျင်တော်ကြံတဲ့ပရိသန်ဒီ18ပါးလုံးဖြစ်တယ်ဒါတော့ဒီဘုံဒီဇာမှာဆရာတို့ကြည့်လိုက်ရင်အဟိတ်ပရိသန်ဒီ2ပါးဆိုတာဒီ2ပါးကိုပြောတာဒုက္ခတိအဟိတ်ပရိသန်ဒီရဲ့ကာမတုဂတိအဟိတ်ပရိသန်ဒီရဲ့တပါးမဖြစ်ဘူးဆိုအပေဘုံမှာလည်းသူသွားမဖြစ်ဘူးပြီးတော့ဒီကကာမတုဂတိအဟိတ်ဆိုးအားတဲ့လူတွေဘာတွေလဲသူမဖြစ်ဘူးပေါ့ဗျာဘာတွေဖြစ်နိုင်လဲကာမတုဂတိဒွိဟိတ်ပရိသန်ဒီ၄ပါးဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုရင်ဒီဘာစိတ်နဲ့ပရိသန်ဒီလာတည်မှာလဲမဟာဝိပ္ပညာနာဝိပယုတ်စိတ်၄ပါးနဲ့ပရိသန်ဒီတည်မယ်ဘယ်ဘုံမှာလာဖြစ်မှာလဲကာမတုဂတိ9ဘုံအဲ့ဒါအနှိမ့်ဆုံးလူဘုံပဲအဲ့ဒီမှာဒွိဟိတ်ပုဂ္ဂိုလ်ထိသူကဖြစ်နိုင်တယ်ကာမတုဂတိတိဟိတ်ပရိသန်ဒီ၄ပါးလည်းဖြစ်နိုင်တယ်ခွန်းကအတိုင်းပေါ့ဗျာသို့မဟုတ်ရူပပရိသန်ဒီ6ပါးစလုံးဆိုရူပဘုံဒီမှာလည်းသူဖြစ်နိုင်တယ်သို့မဟုတ်အရူပပရိသန်ဒီ၄ပါးဆိုအရူပဘုံမှာလည်းသူဖြစ်နိုင်တယ်အကုန်ဟောဗျာဒီထိသူဖြစ်နိုင်ဟိုးကာမတုဂတိတိဟိတ်သို့မဟုတ်ဒွိဟိတ်ပရိသန်ဒီ7ပါးဆိုတော့ကာမတုဂတိ9ဘုံမှာတိဟိတ်ပရိသန်ဒီသို့မဟုတ်ဒွိဟိတ်ပရိသန်ဒီလာဖြစ်တာပေါ့ဗျာအဲ့တော့အတ္တညတသိရင်လည်းပဲအပေမကြဘူးเนาะအနည်းဆုံးလူပုံပဲအဲ့တော့ဒီဗျမ္မာတွေလူပုံမှာလာဖြစ်ရင်ဗျမ္မာပုံဆိုတာကတို့ကเนาะတကယ်ဗျမ္မာစုတရားနဲ့နေခဲ့တဲ့ပုံရအဲ့တော့လူပုံဆင်းလာရင်တို့အသားရည်တွေကကြည့်လိုက်ရင်တို့ကဖြူဖြူစင်စင်နေပဲအဲ့တော့လူလာဖြစ်ရင်ဒါတို့ကြည့်လိုက်ရင်တို့ရုပ်ကြီးကပါတယ်အဲ့တော့အမျိုးသမီးဆိုရင်လှတာပေါ့ဗျာလှတဲ့မျိုးသမီးတွေပဲဖြစ်ပါတယ်အဲ့တော့တို့အစ်မနှိပ်ဘူးပေါ့ဗျာအဲ့တော့ဒါမဲ့အဲ့ဒီလူပုံဖြစ်ပြီးရင်လူပုံမှာမိမိလျော့လျော့နေတယ်ကုသိုလ်တွေမလုပ်ဘူးကိုကအကုသိုလ်ဒုစရိုက်တွေသွားလုပ်မိရင်အဲ့ဒီကသိရင်တော့ဘယ်ရောက်အပေပြန်ဆင်းတာဗျာကဲကောင်းပြီအောက်ကနောက်ခေါင်းစဉ်တစ်ခုကတော့ကာမသုတိနံပရိသန်ဒီအပြဆိုလိုတာကာမဘုံကပုဂ္ဂိုလ်တွေသိရင်မှသွားဖြစ်မှာလေကာမဘုံကကာမ7ဘုံလုံးကိုပြောတာနော်လူနတ်ရဲ့အပေ4ဘုံရဲ့ကဲဆရာတို့လက်ဥတကြောင်ဖတ်ကြည့်ကာမတိဟိတ်သုတိ၄ပါးနောင်တဲ့ပရိသန်ဒီ20လုံးဖြစ်တယ်ဗျာအဲ့တော့ဆရာတို့ဒီကာမတုဂတိ9ဘုံကပေါ့ဗျာနော်ဒီကာမတုဂတိ9ဘုံကတိဟိတ်ပုဂ္ဂိုလ်တွေကဒီတိဟိတ်ပရိသန်ဒီနဲ့နေကြတယ်အဲ့ဒီကလူတွေနတ်တွေသိရင်တဲ့ဗမာသွားဖြစ်မှလို့ပြောတာလေ
ပရိသန္တိ20လုံးနဲ့အဲ့တော့32ပုံလုံးနော်ကြိုက်တဲ့နေရာသွားဖြစ်နိုင်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့ဗျာဆရာတို့အကုသိုလ်ကံလှုပ်ထားလို့အကုသိုလ်ကံအကျိုးပေးရင်အပေလေးပုံဆရာတို့သွားဖြစ်လိမ့်မယ်ဟောတာမန်ကုသိုလ်ကံတွေပဲလှုပ်ထားတယ်ဒါနသီလဘာဝနာကာမစရကုသိုလ်ကံပေါ့ဗျာဒီကုသိုလ်ကံတော့ပဲလှုပ်ရင်လူပုံနတ်ပုံမှာဆရာတို့သွားဖြစ်နိုင်တယ်ဒါမှမဟုတ်ရူပဇံရအောင်အထုတ်တိုင်းရူပပြန်မှာပုံနေမှာသွားဖြစ်နိုင်တယ်အရူပဇံရအောင်အထုတ်တိုင်းအရူပပုံမှာလည်းဖြစ်နိုင်တယ်အားလုံးမဖြစ်နိုင်ဘူးလားသိကောင်းပါတယ်ပေါ့ဗျာဆရာတို့ကလမ်းစုံလမ်းကွာပဲကြိုက်တဲ့နေရာတွေကနေသွားနိုင်တယ်ဒါဆရာတို့ဗုဒ္ဓဘာသာမှာဒါထူးကြတာနောက်အခု32ပုံရှိတယ်ကြိုက်တဲ့ပုံသွားကဲတကယ်လို့ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ခဲ့ရင်ဟောနောက်တစ်ကြောင်းပေါ့အောက်ကနော်ဒုတိယနောက်ဆုံးကြောင်းဒွိဟိတ်သုတိ၄ပါးနောင်ကာမပရိသန္တိ10ပါးပဲဖြစ်နိုင်တယ်ဆိုရင်ဒီ10ပါးပေါ့ဗျာနော်ဒီကဒုက္ခတိအာဟိယသုက္ခတိအာဟိယကာမသုက္ခတိဒွိဟိတ်ပရိသန္တိ၄ပါးရဲ့ကာမသုက္ခတိတိဟိတ်ပရိသန္တိ၄ပါးဒီ10ပါးပေါ့အဲ့တော့အလွန်ဆုံးသွားကာမသုက္ခတိ9ပုံပဲလူပုံနတ်ပုံပဲနော်ဒါတော့ပဲသူကဖြစ်နိုင်တယ်ဘာဖြစ်လို့လဲအဲ့တော့ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတော့ဇံရအောင်အထုတ်နိုင်ရလားဇံမရဘူးဆိုရင်ရူပပြန်မှာပုံအရူပပြန်မှာပုံမရောက်ဘူးလေဗျာဒါကြောင့်သူကအဲ့ဒီကာမပုံလောက်ပဲသူကဖြစ်နိုင်တယ်နောက်တစ်ကြောင်းအဟိသုတိ2ပါးနောင်ကာမပရိသန္တိ10ပါးလုံးဖြစ်တယ်အဟိသုတိ2ပါးဆိုတာပြောတာနော်ဒီဒုက္ခတိအဟိပုဂ္ဂိုလ်တွေအပေပုံတွေပေပုံသားတွေငရဲသားတွေခွေးတွေတိရစ္ဆာန်တွေပိဋ္ဌာတွေသိရင်ပဲသွားဖြစ်နေသူလည်းပရိသန္တိ10ပါးပဲသူလည်းနတ်ဖြစ်နိုင်တယ်နော်ဒါကြောင့်တိရစ္ဆာန်တွေသိတယ်ငရဲသားတွေသိတယ်နတ်မဖြစ်ဘူးလို့မထင်နဲ့သို့သောမန္တိကငရဲပြည်ကနေဟိုနတ်ပြည်မတက်ဘူးလားအေးဖာနသားဆိုကြားဘူးမှာပေါ့ဗျာဂက္ကရာကြီးအိုင်ကြီးမှာမြတ်စွာဘုရားတရားဟောတော့အဲ့ဒီဖာအတန်ကြီးညိုးနေတာနွားเจ้าသားကဒါလာပြီးတော့သူကနော်ဒုတ်ထောက်လိုက်တာသူ့ရဲ့ကြောပေါ်ထောက်လိုက်တော့ဖာအဲ့ဆိုနဲ့သေတယ်ဗျာသေရနဲ့ပဲရောက်သွားတယ်တာဝရိနာမှာသွားကနတ်သားသွားဖြစ်တာပဲဒါကြောင့်ဒါတရိစ္ဆာန်တွေမှာလည်းပဲဒါမဟာကုသိုလ်ကံတွေဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုရင်ဆရာတို့ဘုံပိုင်းပြီးပြီ